နိုင်ငံတို့ပေါင်းအလုံးတို့တစ္ဆာပြုမေတ္တာပို့ဆုတောင်းပြီးတော့ဦးဇင်းတို့ရဲ့ရွှေမြိုင်ဓမ္မသဘင်ကိုစတင်ပြီးတော့ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးလို့ကြီးညာခြင်းဦးဇင်းတို့ရဲ့နိုင်မှာ8နာရီနဲ့မှ20မိနစ်တိရှိသွားပါပြီ8နာရီ21ဆိုတော့ဒါဟာ8နှစ်တစ်ပဲဗမ်းမျိုးတော်ရေမကနဲ့ရတော့ဗျာ8နှစ်တစ်တိတ်ကောင်းတဲ့ကနန်းပဲမင်းညာတော်ကလည်းဦးဇင်းတို့တာစီမှာမန္တလေးတိုင်းထဲမှာဟောတယ်မင်းညာကနာယီလည်းပဲအဲ့ဒီ8နှစ်တစ်ပဲဒီနေ့ညနာယီလည်းပဲ8နှစ်တစ်ပဲလူတကာလူမာတော့ကဒီတရားဝဲကြီးကျင်းပါတယ်ဆိုတာဟာ7မီးငိမ့်ချင်လို့လေနော်မမီးတွေငိမ့်ချင်လို့လေရှေ့ရနှစ်ရသိရပေါင်းရင်3လုံးပေါင်းရင်ဘာကနန်းရ17ကနန်းရပြောဘာကနန်းရဒါပြောတာပါကနန်းပေးတာမဟုတ်ပါဘူး7မီးငိမ့်ကျင်လို့လူတကာလူမတို့ကျင်းပတဲ့ဓမ္မသဘင်ပွဲမှာတို့ဗတ်မြို့တော်မြို့သားပေါင်းအလုံးတို့လမ်းပြီးတော့ဓမ္မသဘင်ပွဲရောက်လာကြပြီဆိုတာမသေးကြဘူးလားအပျော်တွေများနေတဲ့တိုင်းပြည်မှာပျက်စီးတွေများနေတဲ့တိုင်းပြည်မှာတော်ကောင်းကြီးမြတ်ကြီးအပျော်တွေလျှော့ပြီးတော့အပြက်တွေရော့အောင်လို့တို့ဓမ္မသဘင်ပွဲကြီးကျင်းပပြီးတော့ဓမ္မသဘင်ပွဲလာကြနာကြတယ်ဆိုတာမသေးကြဘူးလားအပျော်တွေများနေတဲ့တိုင်းပြည်တော့အပြက်တွေများလာတယ်အဲ့ဒီအပြက်တွေအပျော်တွေကိုလျှော့ပြီးတော့တော်ကောင်းကြီးမြတ်ကြီးဒီဓမ္မနဲ့တော်ကောင်းကြီးမြတ်ကြီးနှလုံးသားထဲရောက်အောင်လို့လူတကာလူမတို့ကမျက်နှိုးစွာနဲ့ဂုံယူစွာနဲ့ဒီလူတော်မင်္ဂလာပွဲကြီးကိုကျင့်တရေရှိအောင်အစပထမတရားကောင်းကြီးမြတ်ကြီးအစကောင်းခဲ့ပြီလို့ပြောမယ်ဆိုပြောလို့မရဘူးလားဘုံရှင်ကံရှင်တွေကျင့်ပါတဲ့ဓမ္မသဘင်ပွဲဘုံရှင်ကံရှင်တွေရောက်လာကြဘုံရှင်ကံရှင်တည်ထောင်ထားတဲ့သာသနာတော်မြတ်ကြီးဆိုတော့ဘုံရှင်ကံရှင်တွေမှသာလျင်တန်ဖိုးတိပြီးပူဇော်ကြတယ်ဆိုတာမသိကြဘူးလားဒါကြောင့်လေသာသနာဘုံညဝန္တတံဘုံညဝန္တာဝလာဘိနောတံပသိတဝပကဏိတောအဘုံညတအလာဘိနောဘုံညဝန္တတဘုံကံကြီးမာတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ဘုံညဝန္တသာသနာဘုံကံကြီးမာတဲ့သာသနာတော်မြတ်ကြီးကိုဘုံညဝန္တာဝရှိဘုံရှိကံရှိကြတဲ့ပုဂ္ဂိုလ်တို့သည်သာလျင်ဗကဏိတုံပစ္စယဓမ္မနဌာနဖြင့်ကြီးမြတ်ထောက်ပံ့ခြင်းဟာလဘိနောလဗန္တိအခွင့်ရေးရနိုင်ပါ၏အဘုံညတဘုံကံနေပါကြ၍ဘုံကံပါရှားကြတဲ့ပုဂ္ဂိုလ်တွေဟာဗမ်းမြို့တော်၏ဘုံကံပါရှားတဲ့ပုဂ္ဂိုလ်တွေပြောပါလေတော့ရှားတဲ့ပုဂ္ဂိုလ်တိုင်းပြန်ပြောပါအောင်ပါလေတော့ဟဲ့ဘုံမရှိကံမရှိလို့ဒီလိုပြောချင်တာမှန်လားဟဲ့ဘုံကံပါရှားကြတဲ့ပုဂ္ဂိုလ်တွေဟာဘုံညဝန္တသာသနာဘုံကံကြီးမာတဲ့သာသနာတော်မြတ်ကြီးကိုဗကဏိတုံပစ္စယဓမ္မနဌာနဖြင့်ကြီးမြတ်ထောက်ပံ့ခြင်းဟာအဝိတယအယမဟုတ်သည့်အဖြစ်ကြောင့်နလဗန္တိပစ္စည်းဘလောက်ရှိရှိယာဓုဘလောက်ကြီးကြီးအခွင့်ရေးမရနိုင်ပါပေသတည်းဒီမှာညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေလည်းပါတော့သူတို့နားမလဲမှာစိုးပါတယ်ပါဠိတော်ကြီးတွေရွတ်ဗမာပြန်နေအနက်တွေပေးနေတော့အဲ့တော့ဒီညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေနားလဲဖို့တော်ကောင်းကြီးမြတ်ဒီလိုဆိုမဲ့အလုံးလိုက်ဆိုဘုံရှိမြတ်စွာသာသနာဘုံကံရှိသူရာပူဇော်သည်ဘုံရှိမြတ်စွာသာသနာဘုံကံရှိသူရာပူဇော်သည်ဆိုကြည့်ပါဗျာဘုံရှိမြတ်စွာဘုံရှိမြတ်စွာဘုံကံကြီးမာတဲ့သာသနာတော်မြတ်ကြီးကိုဘုံကံကြီးမာကြတဲ့ပုဂ္ဂိုလ်တွေမှသာလျင်ပူဇော်နိုင်ကြတယ်လူရန်နိုင်ကြတယ်ထ
ထောက်ပံ့နိုင်ရတဲ့အခုလိုမျိုးဓမ္မသဘင်ပွဲတွေကျင်းပခွင့်ရကြမယ်နာကြားခွင့်ရကြမယ်ဆိုတာမသိကြဘူးလားဘာရှင်နေမို့လို့တော့ဘုံရှင်ကံရှင်နေမို့ပြောပါတယ်တော့ဘုံမရှိကံမရှိရင်ဒီလိုနေရာမျိုးတော်ကောင်းကြီးမြတ်ရင်ဒီလိုလူမျိုးတွေလူနိုင်ဖို့လွယ်ပါမလားဒါကြောင့်ဘုံရှိကံရှိကြလို့လူတန်းခွင့်ရတဲ့ဒီလူဝဲမှာလာရောက်ခွင့်ရနာကြားခွင့်ရတာဘုံရှိကံရှိလို့ဆိုတာမသိကြဘူးလားဒါဆိုရင်ကိုဘဝရဲ့အနေထားလေးကိုကိုတည်တော်ကောင်းကြီးမြတ်ဘာလို့တလဲလို့မေးလို့ရှိရင်နားလည်ဖို့လိုတယ်ဦးဇင်းတို့ပုရုဇဉ်တွေကကိုဘဝရဲ့ခြေနေမှန်ကိုမသိဘူးဦးဇင်းတို့ပုရုဇဉ်တွေကကိုဘဝရဲ့ခြေနေမှန်ကိုမှန်ကန်စွာမသုံးတတ်ဘူးနားလဲအောင်ပြောတော်ကောင်းကြီးမြတ်ဘာလို့တလဲလို့မေးလို့ရှိရင်ဘဝတွေမေ့ပြီးဘဝနေမြင့်နေတာကများတယ်ပြောပါတဲ့တော့ဗမျိုးတော်ရဲ့ဘာတွေမေ့ပြီးဘာတွေမြင့်တာဦးဇင်းတို့ပုရုဇဉ်တွေရတော်ကောင်းကြီးမြတ်ရဲ့ရုပ်လှရင်လည်းပဲရူပမှန်တက်ပြီးတော့ဘဝမြင့်ငါရုပ်ချောလို့ငါကရုပ်လှလို့ယနေ့ကစကလုံးလေးနဲ့ပြောငါကဆယ်လီမို့လို့ငါကဆက်တလီမို့လို့မှန်လားဟဲ့ယနေ့ကစကလုံးလေးနဲ့ပြောတော်ကောင်းကြီးမြတ်ရဲ့တရားလုံးရဲ့အချစ်ဆုံးလေးတွေဖြစ်နေလို့မလေးရုပ်လှလို့ကိုအကြောင်းပြုပြီးမန္တသားတွေမရှိဘူးလားအဲ့ဒီယုတ်ကာကောမြဲသလားနောက်နံပါတ်1တော်ကောင်းကြီးမြတ်ရဲ့ဒဏမန်နဲ့ငါတို့မှဝတ်နိုင်တယ်ငါတို့မှစားနိုင်တယ်တို့ပဲတော်ကောင်းကြီးမြတ်ရဲ့စီးနိုင်တယ်တို့ပဲတော်ကောင်းကြီးမြတ်ရဲ့ဘာလို့လဲဆင်မြန်းနိုင်တယ်ဥစ္စာကိုအကြောင်းပြုပြီးတော့မန်တက်တာတို့ပဲချမ်းသာတယ်တို့ပဲဝတ်နိုင်တယ်တို့ပဲစားနိုင်တယ်ဆိုပြီးတော့တော်ကောင်းကြီးမြတ်ရေမရှိဘူးတာတွေရှိလာတဲ့အခါဦးဇင်းတို့တော်ကောင်းကြီးမြတ်လူမျိုးကသိတဲ့အတိုင်းပဲလေဖနှောင့်တန်ဆူးသလိုမြောက်ကြွနေမဖြစ်ဘူးလားဗမျိုးတော်ရေမဝတ်ဘူးတာတွေဝတ်လာရရင်မစားဘူးတာတွေစားလာရရင်လူတွေကသိပ်ပြီးတော့ဘဝမြင့်တယ်မှန်လားဟဲ့ယနေ့ကညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေသတိထားကြည့်ပေါ့အိမ်ထဲမှာချင်မောင်ရွက်နဲ့ငပီတောင်းနဲ့ဟင်းပေါင်းနဲ့စားနေတာကဘသူကအင်တာနက်ပေါ်တင်တယ်တော့မတင်မောင်ဘူးပတ်စံလေးတွေမြန်တော်ကောင်းကြီးမြတ်ကြီးကောင်းကောင်းမွန်မွန်လေးလုပ်ငန်းကိုင်ငန်းလေးအဆင်ပြေလို့ဟောမြို့သက်ပြီးတော့တော်ကောင်းကြီးမြတ်ကြီးဆိုင်ထိုင်ပြီးခေါက်ဆွဲကြော်လေးမာလာရှန်ကောလေးတော်ကောင်းကြီးမြတ်ကြီးဝယ်စားပြီးဆိုရင်ဒီနေ့စားတာလေးကြည့်အောင်တော့စားကြပါအောင်တော့လူမမြင်အောင်တော်ကောင်းကြီးမြတ်ကြီးကြွားလုံးမထုတ်ဘူးလားအိမ်မှာနေတိုင်းတော်ကောင်းကြီးမြတ်ကြီးဟိုငပီတောင်းနဲ့တော်ကောင်းကြီးမြတ်ကြီးငပိရင်နဲ့ချင်မောင်ရွက်ချက်နဲ့စားတာကိုဘသူကလိုင်းပေါ်တင်ပြီးကြွားတယ်တော့ကြွားဘူးကောင်းကောင်းမွန်မွန်တော်ကောင်းကြီးမြတ်ကြီးစားရတောက်ကပြီဆိုရင်ငါရှိတယ်ငါတို့မှစားနိုင်တယ်တို့ပဲဝတ်နိုင်တယ်ဆိုပြီးတော့မကြွားဘူးလားတဏမန်နဲ့ပြောပါမှန်ဒီမှန်တက်ရင်လည်းပဲတော်ကောင်းကြီးမြတ်ကြီးကိုဘဝအခြေအနေမှန်ကိုမမြင်ဘူးနောက်နံပါတ်3ကပညာမှန်နဲ့ငါကဘာပွဲကြီးရထားတာငါတို့မျိုးရိုးကပညာသက်မျိုးရိုးတို့ကပညာတက်တယ်တို့မျိုးရိုးပဲပညာတက်ဟိုဒီကောင်လေးဘာသက်တာမှတ်လို့တို့ကမျိုးနဲ့ရိုးနဲ့ပညာတတ်တာဆိုပြီးပညာပေါ်မှာမှန်တက်နေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားလောကီပညာတွေကြိုက်တဲ့လောက်တက်တော်ကောင်းကြီးမြတ်ရဲ့ဆရာဝန်အင်ဂျင်နီယာကြိုက်တယ်လို့ပြောလောကုတ္တရာပညာမှာအဲ့ဒီပုဂ္ဂိုလ်မတက်ရင်လွန်ရင်မတန်မှအဲ့ဒီပုဂ္ဂိုလ်ကိုပညာသက်လို့မခေါ်ဘူးမှန်လားလောကီပညာတွေကမြဲသလားတဘာဝစာပဲသုံးလို့ရတာလေလောကီပညာကမှန်လားဒါကြောင့်ပညာမှန်တက်ပြီးတော့လည်းပဲတော်ကောင်းကြီးမှန်တက်เสียလို့သလားပညာမှန်လည်းမတက်နဲ့နောက်နံပါတ်4ကအာနာမှန်နဲ့အာနာမှန်လည်းမတက်နဲ့မှန်လားမြဲသလားဒါကြောင့်ဗုဒ္ဓကပြောတယ်ရူပမှန်ရဲ့ဒဏမှန်ရဲ့ပညာမှန်ရဲ့အာနာမှန်ရဲ့မှန်ဘယ်နှမျိုးတို့အဲ့ဒီမှန်4မျိုးတက်လာရင်လူတွေကကိုယ့်ဘဝအခြေအနေမှန်ကိုမမြင်ဘူးတဲ့မှန်လားဟဲ့ဘုရားတို့နေထိုင်နေတဲ့လောကကြီးကမြဲတဲ့လောကလားမမြဲတဲ့လောကလားရှင်တန်နေတဲ့ပဝန်းကျင်ကတွေ့ကြုံခံစားနေရတဲ့အရာတွေကကောမြဲတဲ့အရာတွေလားမမြဲတဲ့အရာတွေလားဗမျိုးတော်ကြီးအဲ့ဒါကိုခေါင်းခေါင်းမမြင်တာလေးဗျမှန်လားဟဲ့ဘုရားတို့ယဟန်တွေအပါဝင်မယ်ဘုရားတို့ယဟန်တန်ဃာတွေလည်းထို့သူပဲဆရာလေးတွေလည်းထို့သူပဲမြို့သားတွေလည်းထို့သူပဲမြို့သမီးတွေလည်းထို့သူပဲပညာမှန်ရူပမှန်ဒဏမှန်ပညာမှန်အာနာမှန်အဲ့ဒီမှန်4မျိုးဘုန်းကြီးတော်လူသောဘယ်ပုဂ္ဂိုလ်တက်တဲ့တော်ကောင်းကြီးမြတ်ကြီးဘဝအခြေအနေမှန်ကိုမေ့နေမှာပဲမှန်လား
အခုလူတကာကြီးတို့လူမကြီးတို့တော်ကောင်းကြီးမြတ်ကြီးဦးအောင်ကျော်မြင့်တို့ဒေါခင်မောကြီးတို့တော်ကောင်းကြီးမြတ်ကြီးမမတက်လို့အလူကြီးတွေပေးနေကြပြီဆိုတာမသေးကြဘူးလားဘဝမမေ့လို့လေအောက်ချင်းမလွတ်လို့လေမှန်လားဟဲ့ဒါကြောင့်တော်ကောင်းကြီးမြတ်ကြီးဒီဘုံရှင်ကံရှင်တွေယနေ့လူကြတယ်ဆိုတာကနားလည်အောင်ပြောကုသိုလ်ရခြင်းလို့ပြောပါရခြင်းလို့အလူလူရာဟံပါရခြင်းလို့ဒီလူတကာလူမကိုအကြောင်းပြုပြီးတော့တို့ရွာသူရွာသားမြို့သူမြို့သားတွေလည်းပဲဘာရအောင်ယူရမယ်ဘုံရှင်ကံရှင်ဇနီးမောင်နှံရမွေးဖွားလိုက်တဲ့သားရတနာလေးတွေကိုတရားကောင်းကြီးမြတ်ရဲ့အကြောင်းပြုပြီးတော့တို့ယနေ့ကုသိုလ်ရအောင်ယူရမယ်ဆိုတာမသေးကြဘူးလားဥအောင်ကျော်မြင့်တို့ဒေါခင်မောကြီးတို့လူတော့လူနေတယ်ဘလို့ပုံစံနဲ့လူမလဲဒါလည်းသိဖို့မလိုဘူးလားရှေးဗမာလူမျိုးတွေလူကြတာကအလူသွားရင်ကုသိုလ်ပွားရမယ်တဲ့အလူသွားရင်ဗါတဲ့တော့အလူလူတာကကုသိုလ်ရခြင်းလို့လူတာအလူလာကြတဲ့ပုဂ္ဂိုလ်တွေလည်းဗာပွားရမယ်ဒါဆိုရင်တော်ကောင်းကြီးကုသိုလ်ပွားဖို့ဆိုလို့ရှိရင်ဘယ်လိုတွေနေထိုင်ပြုမှုခြင်းသုံးဖို့လိုသလဲလို့ဆိုတော့ဥဒ္ဌာနာဝတ္တောတတိမတ္တောဒုစိကမ္မတ္တနိတမ္မကာရိနောတင်ညတတ္တဓမ္မဇီဝိနောအပ္ပမတ္တတယသောဘိဝတ္တိတဲ့ဥဋ္ဌာနဝတ္တောတတိမတ္တောဒုစိကမ္မတ္တနိတမ္မကာရိနောတင်ညတတ္တဓမ္မဇီဝိနောအပ္ပမတ္တတယသောဘိဝတ္တိဒါကပါဠိလိုပါစန္ဒပိသပညာတတ်တွေပေါ်တဲ့အရက်ဒေသဆိုတော့တရားကောင်းကြီးမြတ်ဘာလို့လဲလို့မေးလို့ရှင်စကလုံးတွေရမ်းတန်ပြောနေမှာစိုးလို့ရမ်းတန်ပြောနေတဲ့ထင်မှာစိုးလို့ပါမှန်လားဟဲ့ညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေနားမလဲမှာတရားကောင်းကြီးမြတ်သိတယ်ဒါပေမဲ့တရားကောင်းကြီးမြတ်စာလွတ်ပေလွတ်ပြောနေတဲ့ထင်မှာစိုးလို့ရွတ်ကြတာပါဒါဆိုရင်တရားကောင်းကြီးမြတ်ဗမာမူလေးပြုတ်ကြည့်နားထောင်လို့ရအောင်ဥဒ္ဌာဏဝတ္တောထားကြွလုံးလာဝရိယရှိကြမယ်ဆိုလို့ရှင်ရင်မမျိုးတော်ရဲ့တတိမတောတတိလည်းရှိကြမယ်ဆိုလို့ရှိရင်ဒုစိကမ္မတံကံတန်ရှင်စင်ကြယ်မယ်ဆိုလို့ရှိရင်နိတမ္မာကာရိတော်လုံးသေးပေါ်မှာသေးသေးတတ်ရရအလုံးလုံးကြမယ်ဆိုလို့ရှိရင်ဒိညာတတ္တကိုနဲ့နှုတ်ကိုဆောင်ထိန်မယ်ဆိုလို့ရှိရင်ဓမ္မဇီဝိနောအတမွေးဝမ်းကြောင့်လဲမှန်မယ်ဆိုလို့ရှင်ရင်အပ္ပမတ္တမမိမလျောခြင်းဖြင့်နေကြမယ်ဆိုလို့ရှင်ရင်ဗမျိုးတော်ရဲ့ဆိုလို့ရှင်ရင်ဆိုပြီးပြောလာလိုက်တာဘယ်နဲ့ဆိုရင်ရပါမသိပါဖယားဗမျိုးတော်ရဲ့ဥဋ္ဌာဏဝတ္တောလုံလာဝရိယရှိကြမယ်ဆိုရင်နံပါတ်1လုံလဝရိယရှိမယ်ဆိုရင်တဲ့ဗါလဲတော့ဟဲ့အလူတကာဦးအောင်ကျော်မြင့်တို့ဒေါခင်မောကြီးတို့ယနေ့လူတဲ့အလူကတော်ကောင်းကြီးမြတ်ပြင်းရိတွဲနေလို့ရပါမလားတရားနာလာကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲပြင်းရိတွဲပြီးတော့လာလို့ရပါမလားအလူတကာလူမတို့ယနေ့လူသားကဘာရခြင်းလို့ဒီလူတကာလူမကိုအကြောင်းပြုမိလာကြတဲ့ပုဂ္ဂိုလ်တွေကဘာလိုခြင်းလို့အလူသွားရင်ဘာပွားရမယ်ဗမျိုးတော်ရဲ့နှလုံးသားနဲ့ရောက်အောင်နားထောင်စမ်းမှာတော်ကောင်းကြီးဦးဇင်းတို့စေတနာပါပါပြောနေပါတယ်မှန်လားဟဲ့အညာရယဟန်တဘာကစေတနာပါပါပြောနေပါတယ်တော်ကောင်းတို့နှလုံးသားနဲ့ရောက်အောင်တော်ကောင်းကြီးနားလည်အောင်တော်ကောင်းကြီးစကားပြေလေးတွေနဲ့ပြောပြသွားပါမယ်ညီလေးတွေညီမလေးတွေနှလုံးသားနဲ့ခံစားပြီးနားထောင်ကြည့်ပါနံပါတ်1လုံလဝရိယရှိမယ်ဆိုရင်တဲ့ပြောပါတယ်တော့ဒါဆိုမပြင်းနဲ့လို့ပြောတာပေါ့အလူတကာကြီးလူမယဟဲအိတ်ချင်လိုက်တာကိုအေးပန်းမောတို့တော့ပန်းမောအစရှိသေးတယ်ဒီလောက်ကြီးပန်းနေမှတော့ငါဒီလိုမှဒီလူကိုမလူမှန်လားဟဲ့ညီတို့ဥစားအေးဟိုနေရာလဲငါတို့ဒီနေရာလဲငါတို့ဟိုနေရာလဲပဲငါတို့တိုင်ပါဒီနေရာတိုင်ငါတို့တိုင်ပန်းမောညီတို့ဒါလေးတော့သိဖို့လိုတဲ့အေးနဲ့တော်တော်ကြီးမြတ်ကြီးလာကြတဲ့ပုံကိုယ်တွေဝိုင်းကြဝန်းကြတဲ့ဝေယံဝတ်စားလုပ်ကြတဲ့ပုံကိုယ်တွေကလည်းပဲပင်ပန်းနာတွေတော်တော်ကြီးမြတ်ကြီးညီးပြနေလို့ရပါမလားဒီလိုခွင့်ရင်းကလူတိုင်းရတာလားတရားမင်းကြီးတွေအလူတကာလူမှဖြစ်ခွင့်ရတာလားမြမမင်းကြီးတွေအလူတကာလူမှဖြစ်ခွင့်ရတာလား
ဝီရုံရကဝီရုပကဥဝေရတတရတနမင်းကြီး၄ပါးလေးလည်းပဲအလူတကာဦးအောင်ကျော်မြင့်တို့အလူတကာဒေါကင်မော်ကြီးတို့လိုအလူတကာအလူမဖြစ်ခွင့်ရသလားမရဘူးဒီလိုခွင့်ရင်းမျိုးဆိုတာနေတိုင်းရသလားတို့ရွာသူရွာသားတွေလည်းပဲတို့ရက်သူရက်သားတွေလည်းပဲတို့ပန်းမြို့တော်တို့မြို့သားတွေလည်းပဲဒီလိုခွင့်ရင်းမျိုးနေတိုင်းရှိသလားဒါကြောင့်ခွင့်ရင်းလေးရာတုံးလေးတော်ကောင်းကြီးမြေပင်မညင်းညူနေလို့ရပါမလားအလူသွားရင်ပန်ပွားရမယ်အစုံမပြင်းနဲ့လုံးလဝရိယရှိရမယ်တဲ့မှန်လားဟဲ့နောက်နံပါတ်2ကတတိမတ်တော်တတိရှိကြမယ်ဆိုရင်ဘာရှိမယ်ဆိုရင်တတိထားလူတကာကြီးလူမကြီးတို့တတိထားကုသိုလ်ဖြစ်စေတဲ့လုပ်တွေကိုလုပ်နေတာဖြစ်တဲ့တော့အကုသိုလ်ဖြစ်စေတဲ့အရာတွေမှန်တယ်မဖြစ်စေနဲ့မှန်လားဟဲ့ဒါကြောင့်အဖေတို့မိတို့ဖိုးတို့ဘောတို့ကပြောခဲ့တာလေသွားတတိလာတတိနေတတိထိုင်တတိစားတတိအမလေးတတိနော်တတိထားဘာရခြင်းလို့လှူနေရတော့လာကြတဲ့ပုဂ္ဂိုလ်တွေကလည်းဘာရခြင်းလို့ကူနေတာတော့ဒီစိတ်နဲ့လှူပြီးတော့ဒီစိတ်နဲ့ကူဖို့မလိုဘူးလားဒါဆိုတတိထားအလူတကာလူမှလူတဲ့အလူဝဲကြီးမှာတော်ကောင်းကြီးအကုသိုလ်မဖြစ်စေနဲ့မှန်လားဟဲ့မမျိုးတော်ဟဲ့ဒါကြောင့်တတိရှိရမယ်တဲ့နောက်နံပါတ်3ကသူစီကမ္မတကံတန်ရှင်းစင်ကြယ်မယ်ဆိုရင်ဘာလဲတော့ကံတန်ရှင်းစင်ကြယ်မယ်ဆိုရင်ပြန်ပြောပါဦးဗမျိုးတော်ရဲ့အလူသွားရင်ပပွားရမယ်အဲ့ဒါကဲဒီကုသိုလ်ပွားရမယ်ဟိုစာကိုတော်ကောင်းကြီးမြေကံနေဖြူစင်နေဖို့မလိုဘူးလားအလူတကအလူမတို့လူကြတဲ့တော်ကောင်းကြီးမြေဒီလူဝဲမှာကူကြတဲ့ပုဂ္ဂိုလ်တွေခြံရည်ပြုတ်ရည်ပုဂ္ဂိုလ်တွေလူငယ်မောင်ငယ်တွေမန္တစင်သမားတွေရိုင်ကူရည်သမားတွေအတန်ချက်ဆက်သမားတွေအလှပြင်သမားတွေအလှစင်သမားတွေတရားဟောတဲ့ရွှေမြိုင်ဆရာတော်ပါဝင်ကြွရောက်လာကြတဲ့တန်ဃာတော်ရှင်သူမြတ်သည်ကံတန်ရှင်းစင်ကြယ်ဖို့မလိုဘူးလားဒါကြောင့်ဟိုတုန်းကတော့ဟဲတခါကြီးအသက်အရွယ်ဘယ်လောက်ရှိသွားပြီဟောတခါကြီးနာမည်မတူတဲ့တော့ဥဟံငွေကြီးဟာတခါကြီး85လို့မထင်အောင်နော်တခါကြီးတော်တော်နှုတာပဲ16နှစ်လို့လေးပဲနော်ဥဟံငွေကြီးငယ်ငယ်တုန်းကတခါကြီးတို့လူတုန်းကဟိုတုန်းကအလူတွေကသမယေချောင်းစီးပြီးမောင်းတီးလူတဲ့စင်ကိုရေချိုးကိုဆေးရိုးမီလုံးနဲ့ဟိုတုန်းကလူတာမှန်လားစီးတောင်ရေချိုးလို့ရတယ်လေမှန်လားအခုခေတ်ကတော့အဲ့ဒါလို့ဟုတ်သလားမဟုတ်တော့အလူမယ်လို့ဆိုတာနဲ့တော်ကောင်းကြီးမြေဟိုတုန်းကဝိုင်းပြီးတာဝဲဝန်းပြီးတာပဲတော်ကောင်းကြီးမြေပန်းမြို့တော်တို့မြို့သားတွေကအထူးဖိတ်နေစေရလို့သလားပါသိဝမ်းဆက်တွေတပတ်တွေထီးတွေနဲ့မလေးဆက်ပြမုံတွေဆက်ပြခဲတွေနဲ့ဟိုဘက်တမျိုးဒီဘက်တမျိုးတွေဖိတ်နေစေရလို့သလားဘယ်တော့ကဟိုတုန်းကပြောတဲ့ဘယ်တော့ကအခုခေတ်တော့အဲ့ဒါလို့ဟုတ်သေးသလားမဟုတ်ဘူးဥဟံငွေကြီးဒီနေ့ခေတ်ကတော့တော်ကောင်းကြီးမြေချက်ရေးပြုံရေးသမားကမစတော်ကောင်းကြီးမြေဟိုတုန်းကလို့ဟုတ်သလားဟိုတုန်းကတော့တော်ကောင်းကြီးမြေတို့တော်ကောင်းကြီးမြေပန်းမြို့တော်မှာလူမယ်တဲ့ကလာကြီးကုန်းမှာလူမယ်တဲ့လို့ပြောလိုက်တာနဲ့တော်ကောင်းကြီးမြေရွာတွေကချမ်းသာသောဆင်းရဲသောလူလက်တန်းစားသောအိမ်မာရချင်မွေးမိမလောင်လက်မွေးမိမလောင်နေခြင်းနေလိမ့်မယ်ဟောအလူတကာလူမတို့လူတဲ့အလူဝဲမှာတော်ကောင်းကြီးမြေဟိုသွားပြီးတော့မျိုးသားတွေမှန်မရကချက်တဲ့ပြုတ်တဲ့နေရာမှာသွားပြီးမဝိုင်းကြဘူးလားမကူကြဘူးလားအထူးဖိတ်နေစေရလို့သလားရိုးဖိတ်တွေအထူးဖိတ်တွေမပါဘူးပေါင်ကျော်မြင့်ဒေါခင်မိုးကြီးမှန်လားဟိုတုန်းကရိုးဖိတ်တွေအထူးဖိတ်တွေဘူးရင်ပြီးတွေမပါဘူးရက်ထဲရွာထဲမှာဘလောက်မိုးထီအောင်ချမ်းသာပလိစီဒီလိုအလူပွဲအတန်ကြားလိုက်တာနဲ့ဝိုင်းပြီးတာဝန်းပြီးတာပဲဆိုတာမသိကြဘူးလားအခုတော့အလွတ်ဟုတ်သေးလားအခုတော့တော်ကောင်းကြီးမြေအလူမယ်တဲ့ပြောလိုက်တာနဲ့ချက်ဖို့ပြုတ်ဖို့ဓမ္မကအောင်ကျော်မြင့်မင်းတို့မင်းချက်တဲ့ပြုတ်တဲ့သူတွေတော့မင်းဘယ်နှဖာပေးရမှာဗျာချက်သမားပြုတ်သမားမစားဖာစကားပြောတာဖာစကားတွေပြောတာဗမျိုးတော်ကြီးတန်းလေလားဟဲ့ဥဟံငွေကြီးဘယ်နှဖာတဲ့ဖာတွေသိပ်ပြောတယ်ဖာစကားတွေသိပ်ပြောတယ်ယနေ့အလူတွေကဗမျိုးတော်ကြီး
ဒါတွေမကလေးဘူးလူငယ်လေးတွေကလည်းတော်ကောင်းကြီးမြတ်ရေကိုခမကျွန်တော်တို့လူငယ်တွေဖွဲ့လဲခမဘဏ္ဍဖာဗျာဟောဒီကောင်တွေကလည်းဖာစကားပြောတာပဲမမျိုးတော်ရေနားလည်လားဟဲ့အလူသွားရင်ဘာပွားရမယ်နမပြောနေတဲ့စကားလုံးလေးကံတန်ရှင်းစင်ကြယ်ရမယ်နဲ့အဲ့ဒီကံတန်ရှင်းစင်ကြယ်ဖို့ဆိုလို့ရှိရင်ဖာစကားတွေပြောနေလို့ရပါမလားတခြားမထင်ပါနဲ့ဟဲ့ယနေ့ခေတ်ကဟိုတုန်းကတကယ်ဥဝံငွေတို့ငယ်တုန်းကတော်ဘာကြီးမြတ်ကြီးဟိုထနှောင်းကောင်းနဲ့ထညက်တဲ့ချက်တဲ့အရက်ရယ်ထမ်းရည်လေးရယ်ဒါလေးပဲရှိတာမဟုတ်လားဟာအခုခေတ်ကတကယ်ကြီးဖာတွေဖြစ်ကုန်ပြီဘီယာဘဏ္ဍဖာတဲ့ညာနှဖာတဲ့အရက်ဘဏ္ဍဖာတဲ့သလုံးနှလုံးတောင်းတာမဟုတ်ဘူးဖာလိုက်တောင်းတာမှန်လားဟဲ့ဒါပြောတာတော်ကောင်းကြီးမြတ်ကြီးချက်ပူပြုတ်ပူတွေကလည်းဖာစကားတွေပြောနေပြီဖာလိုက်တောင်းကုန်ပြီလူငယ်မောင်ငယ်တွေကလည်းဖာစကားတွေပြောနေပြီဖာလိုက်သေးတောင်းနေပြီဒါရင်ဟုတ်သေးလို့လားမတ်တက်ဆင်သမားလည်းပဲအတန်ချက်ဆက်သမားလည်းရိုက်ကူရီသမားလည်းတကားတကောင်ပါဗျာများသောအားဖြင့်ပြောတာပါဦးဇင်းတို့အထက်အညာပြောတာပါအောက်ပြေကလူတွေမပြောပါဘူးတကားတကောင်ပါဗျာတို့အညာမှာတော့တရားကောင်းကြီးဟိုတလောကဦးဇင်းဒီနေ့တည်းမှာတရားဝဲပေါင်း280ကျော်လောက်ရှိတယ်ညာတိုင်းမိဘတရားဝဲရှိတယ်အဲ့ဒီမှာအလှတရားဝဲတွေကြီးပဲဆိုရင်တရားကောင်းကြီး180ကျော်လောက်ရှိတယ်အလှတရားဝဲတွေအဲ့ဒါဟိုတလောကဦးဇင်းတို့နေပြီးတော့သကုန်းသားမှာသွားတရားဟောတဲ့ခါကျတော့တရားကောင်းကြီးဘာလို့လဲလို့မေးလို့ရှိရင်အလှလဲပြီးရောဦးဇင်းတို့ကမေးတယ်အကျိုးအကြောင်းနေမေးတာပေါ့မှန်လားအလှတကကြီးနဲ့လူမကြီးဘလောက်ရည်ဆက်ချလိုက်ရတဲ့တုံးဒါလေးမေးတာပေါ့ရှင်ဘုရားရေ2800လောက်ရည်ဆက်ချလိုက်ရတယ်တဲ့ဥပငွေရေ2800လောက်တဲ့တော်တော်များတာပဲမှန်လားဟဲ့အဲ့ဒါနဲ့ဦးဇင်းလဲအံ့ဩပြီးတော့ဒီကာလာကြီးတကကြီးရေတလောက်ကြီးလှူပလိုက်တာအံ့ဩစရာကြီးတကကြီးရေဝမ်းသာလိုက်တာနေပါအောင်တကကြီးရေ2800ဆိုတော့ဘာဒီကုံသွားတာတုံးပေါ့မှန်လားဟဲ့အဲ့ဒါနဲ့ဦးစင်းကနေပြီးတော့မေးတာပေါ့တခါကြီးကိုရင်ဘဏ္ဍပါဝတ်တုံးဆိုတော့ကိုရင်က7ပါးတဲ့ပရိက္ခယ7စုံပေါ့မှန်လားဟဲ့ပရိက္ခယ7စုံဆိုတော့အလွန်ဆုံးကုံတော်ကကြီးမြေ330ပေါ့ဦးအောင်ကျော်မြင့်တို့ဒေါခင်မိုးကြီးတို့တွတ်ထားနော်7ပါးဆိုတော့တော်ကကြီးမြေ330မိုင်ကုံပေါ့ပရိက္ခယမှန်လားဟဲ့ဘုန်းကြီးကဘလောက်ပင့်တာတုံးပင့်တန်ကဆိုတော့30တပါးတဲ့တခါကြီးဘယ်လောက်နှုံးလူတာတုံးဆိုတော့တပါး3သိန်းနှုံးနဲ့30သိန်းပေါ့မှန်လားဟဲ့အခုသွားလိုက်တာတော်ကောင်းကြီးဟိုက30နဲ့ဒီက30သိန်းနဲ့ပေါင်းဘယ်လောက်ရပါအဲ့ဒါနဲ့ဘာလို့တလဲလို့မေးလို့ဟုတ်ပြီတခါကြီးကဲစရင်လေးတွေကျုပ်အကျဉ်းမြင့်တွက်ကြည့်တာရပြီတရားဟောတဲ့ဓမ္မပူဇာတခါကြီးဘယ်လောက်လူတော့30တဲ့30ဆိုတော့ဟောနောက်ထပ်30ပေါင်းလိုက်တော့ဘယ်လောက်ဖြစ်သွား90သိန်းပေါ့မှန်လားဟဲ့အိုးစွန့်ကြွေးကွန်းကြွေးတော်ကောင်းကြီးမြတ်ရေဟောဘာလို့လဲလို့မေးလို့ချင်းတန်ဃာတော်တွေစွန့်ကတ်တာတော်ကောင်းကြီးမြတ်ဒိန်း30ပေါ့မှန်လားဟဲ့20ထပ်ပေါင်းလိုက်ဘယ်လောက်ဖြစ်သွားဟို100ကျော်ပေါ့မှန်လားဟဲ့ဟိုပရိသတ်ကဘယ်လောက်ဖိတ်တာတော့ဟိုပရိသတ်ကရှင်ဘုရား1100ဖိတ်တယ်တဲ့လူပေါင်း1100ဆိုလို့ရှိရင်ထားစံဒိန်း200အကုန်ပေါ့ကျွေးတာမွေးတာမိုင်းကုန်မှန်လားဟဲ့ပေါင်းလိုက်စံ300ကျော်ပေါ့မှန်လားဟဲ့အဲ့ဒါ300ကျော်ပေါင်းပြီးတော့တခါကြီး2000ကျော်ကိုအခု300ကျော်ပဲပေါင်းရသေးတယ်တခါကြီးဘလို့လဲပေါ့ရှင်ဘုရားတဲ့ဆင်က7ကောင်လေးတဲ့ဟောမှန်လားဟဲ့ဆင်ကဘယ်လောက်တယ်အဲ့ဒါတွေပါလာပြီးတော့စရင်တွေမပေါင်းတော့ရှင်ဘုရားဒါရင်မကားသေးဘူးနာမည်ကြီးနေတဲ့ဆိုင်းကလည်းနာမည်ကြီးမင်းသမီးကလည်းနာမည်ကြီးဆယ်လီတွေတဲ့မှန်လားဟဲ့ပြောဘာလီတွေတဲ့အဲ့ဒီဆယ်လီတွေကြောက်နေရတာပဲဘုန်းကြီးတွေကလည်းဆယ်လီတွေပတ်ရှောင်းနေရတာတခါတခါမများတဘောပါရလားဟဲ့အဲ့ဒါနဲ့တရားကောင်းကြီးရဲ့အဲ့လိုမျိုးဆိုင်းနေဘိသိက်တွေကတခါကြီးဆိုင်းကအရှင်ဘုရားတရားနဲ့မှ80ပေးရတယ်တဲ့ဆိုင်းဘိုးကမင်းသမီးက48သိန်းနဲ့ဦးအောင်ကျော်မြင့်ရေ
ကျုပ်ကအလွတ်ကိုရနေတာတခါတခါမောင်မယားဒါလည်းမကားတွေကိုတခါကြီးဘာတွေကုန်နေတော့ဟာရှင်မယားတပည့်တော်တို့ကရန်ကုန်ကမိတ်ကက်ဆရာငှားထားတာတဲ့လိမ့်နာဟောပါသေးတယ်မှန်လားအင်တာနက်ကလည်းလိုက်လွှင့်နေတယ်တဲ့ဟောမှန်လားမန္တစင်ဒီကောကလည်းပဲမန္တစင်ကလည်းပဲနာမည်ကြီးတဲ့ဟိုပြောဝဲဘက်ကငှားထားတာတဲ့မှန်လားအခုတော်ကောင်းကြီးလူရန်သန်းတာကတော်ကောင်းကြီး310လောက်ပဲကုန်တာလေမှန်လားကုန်တဲ့ကုန်တိုက်တဲ့အဓိကကုန်ကျမှုက310လောက်ပဲကုန်တာလေမှန်လား2000ကျော်မှာတော်ကောင်းကြီးအခုကြည့်တော်ကောင်းကြီးအစွန်းတွက်4လောက်တောင်2900လောက်ကောင်းနေဆိုတော့အစွန်းတက်4လောက်တောင်မကုန်နေဘူးလူရန်သန်းတာကတခါတခါမောင်မယားအဲ့ဒါတခါကြီးရေစက်ချတော့တခါကြီးစွန်းတကဘလောက်လို့ပြောလိုက်တယ်2800ဆိုတော့ဟော2500ကျန်နေတယ်ထားလန်းတော်ကောင်းကြီးမြတ်ကြီး800လုံးကုန်တယ်ထားလိုက်လူတဲ့တန်းတဲ့နေရမှန်လားကျန်တဲ့တိန်း2000တခါကြီးဘယ်ရောက်သွားတာတော့ရေစက်ချတဲ့ထဲတခါကြီးဘာလို့ထဲတာတော့မှန်လားဦးအောင်ကျော်မြင့်ဒီလိုပြောတာအညာပြောတာပါတခါကြီးအလူပြောတာမဟုတ်ဘူးတခါတခါမောင်မယားအဲ့ဒါနဲ့ဦးစင်းကနေတခါကြီးစောနာတော်ကရေစက်ချတာဘလောက်ကုန်လိုက်သလဲလို့ကြုံမေးတာလေလို့ဟုတ်တယ်လေတဲ့တပည့်တော်လေးရေစက်ချတာကုန်တာပြောတာလေတဲ့တခါကြီးဗမာစကားကိုပြန်နားထောင်အောင်ဦးစင်းမေးတာရေစက်ချတာကုန်တာပြောတာလေဟုတ်တယ်လေတပည့်တော်ပြောတာလေရေစက်ချတာကုန်တာပြောတာလေတဲ့ဗမ်းမျိုးတော်ရေနားလည်လားဟဲ့300ကျော်လောက်လေးပဲရေစက်ချတာကုန်တာအလွန်ဆုံးကုန်2800မှာ800လောက်လေးပဲရေစက်ချတာကုန်တာလေမှန်လားဟဲ့အဲ့ဒါဘုန်းကြီးတွေရတဲ့ရလိုက်တဲ့ထဲကနဲ့800လောက်ပဲတော်ကောင်းကြီးမြတ်ကြီးကုန်သွားတာနားလည်လားဟိုအလှမှာမိတ်ကပ်ပြင်တာဟိုတော့ရေစက်ချတဲ့ထဲမထင်းနဲ့လေဘာလို့တွားထဲနေရတော့မမျိုးတော့အေးလူမကြီးတို့တော်ကောင်းကြီးမြတ်လူတကာကြီးတို့မိတ်ကပ်ပြင်တဲ့အဖိုးအခါတွေတော်ကောင်းကြီးမြတ်ရေစက်ချတဲ့ထဲလာထဲလို့ရပါမလားဘုန်းကြီးနဲ့ဘာဆိုင်လို့ရေစက်ချတဲ့ထဲတွားထဲတခါတခါပါမယားနားလေလားဟေးအဲ့ဒီဆိုင်တွေဘိတ်သိက်တွေစင်တွေမတ်တက်စင်တွေတော်ကောင်းကြီးမြတ်ကြီးမငားရဘူးလို့ဦးစင်တလုံးမှမပြောဘူးနော်မှန်လားဟေးငားလို့ရတယ်ဒါပေမဲ့ရေစက်ချတဲ့ခန္ဓာနဲ့အဲ့ဓာတွေနဲ့ဆိုင်သလားဘယ်ဆိုင်မှုလူမကြီးအညာပြောတာအညာဦးဇင်းတို့အညာမှာဖြစ်နေတာမှန်လားဟေးအလူသွားရင်ဗံပွားရမယ်အလူလူရာကဘာရခြင်းလို့လာကြဝိုင်းကြဝန်းကြတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဘာရအောင်လို့ဒါကြောင့်ဒီလူဝဲကြီးလူနေတာသားကိုရှင်ပြုနေတာသမီးကိုသားသားနေတာကိုသားကိုရှင်ပြုတဲ့ကိုသားလေးကိုကြတော့ပရိက္ခယာ၈ပါးပြန်ကြည့်လိုက်ဥဟံငွေရေးသင်္ကန်းကဒိုးချင်းပေါက်မြင်ရတယ်ကိုသားကိုပရိက္ခယာဆင်တဲ့သင်္ကန်းကကြပါချက်လို့ဒိုးချင်းပေါက်မြင်ရတယ်တခါရှိသေးတယ်တော်ကောင်းကြီးမြေဒိုးချင်းပေါက်တချို့ကအစ်စ်လေးတွေဝယ်လို့တော်သေးတယ်တချို့ကတော်ကောင်းကြီးမြေဘုန်းကြီးကျောင်းကပြန်ကဟက်ယူတယ်မှန်လားဟေးကျောင်းဘုန်းကြီးနဲ့တော်ကောင်းကြီးမြေမင်းတို့ကဘလောက်လှူပါဟောဘုန်းကြီးနဲ့အပေးယူတယ်တဲ့လို့လုံနေကြတာအလူတကလူမနဲ့ဈေးတွေဆက်နေလိုက်တာဒီနေရာကျမှဈေးတွေကမှန်လားဟေးကိုသားကိုကောင်းကောင်းမွန်မွန်ဒီသင်္ကန်းလေးကောင်းကောင်းမွန်မွန်ဝယ်ပေးရမယ်နေရာကျမှဈေးတွေစစ်နေသေးတယ်ဘုန်းကြီးနဲ့အလုပ်တွေဖြစ်နေတာတခါပါဗျာဦးဇင်းတို့ကတရားဟောတဲ့ဘုန်းကြီးလေတို့အကိုတို့မှာတော့မှန်လားဟဲ့မြောက်ပင်ပြောတဲ့အမျိုးမှမဟုတ်တာကြီးကိုအလူတကာလူမတို့တော်ကောင်းကြီးမြတ်ကြီးမှန်တာလေးတွေဒီနေ့ညတိသွားမှအလူမဆင်ကျင်လို့ရမယ်ဆိုတာမသေးကြဘူးလားတို့မှာဒီလိုလေးနော်ဗျအဲ့ဒါကြောင့်အလူသွားရင်ဗံပွားရမယ်ဒီတော့ပြောအဲ့ဒီကုသိုလ်ပွားရမယ်နေရာမျိုးတွေမှာတော်ကောင်းကြီးမြတ်ကြီးကုသိုလ်တော်ကောင်းကြီးမြတ်ကြီးကုသိုလ်ကိုပွားမှသာလျင်ကံတန်ရှင်းစင်ကြယ်တဲ့ဆိုတဲ့ကိုလှုပ်တဲ့အလုပ်တွေကကံတန်ရှင်းစင်ကြယ်နေမှအဖြူကံနေကြီးဖြစ်နေမယ်ဆိုတာမသေးကြဘူးလားဒါကြောင့်အဖြူကံနေထဲမှာတို့မှာတို့လူတကလူမတို့အမဲကံနေမရောနဲ့လေဟိုရက်သေးရွာတွေကလာကြတဲ့ပုံကိုယ်တွေဘဏ္ဍဖားတွေညာနှဖားတွေတော်ကောင်းကြီးကိုအိမ်ကိုတော်ကောင်းကြီးဝယ်တော့ရနေတာဒီလူတကလူမကိုဘာဖြစ်လို့အမဲကံနေလာပေးတာတော့အရက်ပေးလို့ဘီယာပေးလို့ဘဏ္ဍဖားပေးလို့ကုသိုလ်ရသွားတယ်ဆိုပြီးဘုရားစာပေမှာရှိသလားရှိဘူးလေသူတို့ဒီလူတကာလူမတို့လူနေတယ်ဆိုတာသူတို့တောက်ချင်မှတောက်လိုက်မယ်ဒီအရက်တွေဖားတွေပေးခိုင်းတာလည်းပဲဥဝင်ငွေ
ကျန်တဲ့လူကမဟုတ်ဘူးအမျိုးရင်းကြီးတွေကတစ္ဆာဖောက်တာအမျိုးရင်းကြီးတွေကတစ္ဆာဖောက်တာမှန်လားမျိုးရင်းကြီးတွေကဘယ်လိုတစ္ဆာဖောက်မင်းတို့ကရှေ့ကနေပြီးကြော့နဲ့မင်းတို့ကတိတာမှတ်လို့နောက်ကလောက်ရတာတို့ကမောင်းလို့ဒီကောင်လေးကဓာပေးမှလုံမှာပါတယ်ပြောနေတာဟိုကမပြောလေသူတို့ကပြောနေသူတို့ကတောက်ချင်နေတာလေအမျိုးရင်းကြီးတွေကတစ္ဆာဖောက်နေတာမှန်လားဒီလူတကာလူမကုသိုလ်ရခြင်းလို့လူတာဟိုတော်ကောင်းကြီးကြီးကြဟိုတော်ကောင်းကြီးယောက်ျားဘက်ကအမျိုးကတမျိုးတဲ့မိန်းမဘက်ကတမျိုးကတမျိုးတဲ့အလူကမပြီးသေးဘူးငရုတ်ကြော်ကဂျိုင်းကတကားကလှုပ်နေအလူကမပြီးသေးဘူးပဲသိချင်းကယူကျင်တဲ့သူကပေါ်နေတာမိန်းမဘက်ကဂျိုင်းကဆွဲလို့တမျိုးတဲ့ယောက်ျားဘက်ကဂျိုင်းကဆွဲတင်လို့ကဟန်ပြင်းနေတာကတမျိုးတဲ့ဖြစ်နေတာအညာပြောတာပါဗမျိုးတော်ရေဒီဘက်လူတွေမပြောမှမဟုတ်တို့မသိလို့မို့လို့မှန်လားတို့အညာမှာဒီလိုတွေဖြစ်ကုန်ကြပြီတော်ကောင်းကြီးအလူသွားရင်ဘာပွားရမယ်ဒီလူတကာလူမကုသိုလ်ရခြင်းလို့လူနေတာဟောတော်ကောင်းကြီးကြည်ဟုတ်ညီအဲ့ဒါတွေကိုမကြိုက်တာပဲမယောက်ျားမကအမျိုးတွေကသူ့ယောက်ျားမကအမျိုးတွေကဂျိုင်းတွေပလုံးနေနဲ့ထဲ့ကုန်ပေါ့ဟောလုံနေတာမှန်လားယောက်ျားဘက်ကယူလို့တယ်မိန်းမဘက်ကမရလို့တယ်မိန်းမဘက်ကဟောအလူလက်မှာရှေ့ကနေရလို့တယ်ယောက်ျားဘက်ကနောက်ကနေရလို့တယ်ဟာပြောင်းစလန်နေခံလို့ပကံစေးတဲ့နေရာကျတော့ယောက်ျားဘက်ကတဲ့ဟောလှတဲ့ပါတဲ့ဆယ်လီနေရာကျတော့မိန်းမဘက်ကတဲ့မလေးဒါကြောင့်တင်းမိန်းမကြောက်ကြီးအညာပြောတာတရားတော်ပါဗျာတဘောပါရလားဟဲ့အလူသွားရင်ဘာပွားရမယ်အဲ့ဒါကိုတော်ကောင်းကြီးမြေယနေ့လူတကာလူမကတော့သူတို့စိတ်ထဲမှာဖြူစင်ကံတန်ရှင်းစင်ကြယ်ပြီးတော့ကြမ်းကြနာလူနေတာဒီသားလေးတွေသာသနာပေါင်းကိုအဝါရည်သင်္ကန်းဆင်မြန်းပြီးတော့သာသနာပေါင်းကိုရှင်ရဟန်းဖြစ်နေမြင်ချင်းတွေ့ချင်းလုံးလုံးမို့လို့အရှိကိုရှောက်ပါလို့တဲ့နည်းနည်းလေးဆိုလို့ရလားဗမျိုးတော်ရေအနောက်ကိုယ်ငယ်မျောလဲရင်တကွန်နိုင်ရွှေကုတ်ကားဖယားကိုမြင်တဲ့တားရဲ့လူကလေးအမေတို့ဖေတို့ကလေအဝါရင်သင်္ကန်းဆင်မြန်းပြီးတော့ငါသားကိုသာသနာပေါင်းမှာဝန်းပြီးတော့သင်္ကန်းလေးဝတ်လာတဲ့ငါသားကလေတကာကြီးတကာမကြီးလို့ခေါ်ရင်ဖယားထူးချင်တာလေအမေတို့ကုသိုလ်ရကျင်တာလေအဖေတို့ကုသိုလ်ရကျင်တာလေအမေတို့ဖေတို့မှာအိမ်ထဲမှာရွှေတောင်တွေပေါက်လို့ငွေတောင်တွေပေါက်လို့လူနိုင်တာမဟုတ်ပါဘူးသားရဲ့ငါသားကိုလူချင်းလွန်းလို့မို့လို့အမေတို့ဖေတို့စူဆောင်းခဲ့တာတွေရှာဖွေခဲ့တာတွေခုတော့ပြည့်ပြီသားရဏသုံးယောက်မွေးထားတဲ့ဒီမိခင်ရဲ့ဆန္ဒတွေဒီဖခင်ရဲ့ဆန္ဒတွေပြည့်ခဲ့ပြီဆိုတာမသေးကြဘူးလားအဝါရင်သင်္ကန်းဆင်မြန်းပြီးတော့အရှိအယက်ဆိုတာသူတော်ကောင်းသူမြတ်လောင်းနေမြန်းနေရပ်ပါသားရဲ့ဒါကြောင့်လေအရှိကိုရှောက်ပါလို့တဲ့အနောက်ကိုရဲ့မျောလဲရင်ငါသားအနောက်ကိုလှည့်ကြည့်ပြီးတော့အမေတို့ကိုစိတ်မချမ်းမဖြစ်ပါနဲ့ဘာမှစိတ်မပူပန်ပါနဲ့ငါသားနောက်ဆံမတင်းပါနဲ့အရှိရဲ့ကိုတော်ကောင်းနေမြန်းနေလမ်းကိုတာမြန်းမသားရဲ့ဆိုပြီးတော့အမေရဲ့ဆန္ဒတွေအဖေရဲ့ဆန္ဒတွေရင်သွန်းဆန္ဒတွေအခုတော့ပြေးခဲ့ဖို့တော်ကောင်းကြီးမြတ်ကြီးဖြည့်ဆည်းပေးနိုင်တဲ့ပါရမီဖြည့်ပတ်သူစုံကြီးစွာနဲ့ဖြည့်ဆည်းနေလိုက်တာအခုတော့ပြေးတော့မယ်ဆိုတာမသေးကြဘူးလားတကွန်နိုင်ရွှေကုတ်ကားဖယားကိုမြင်ဖယားသာသနာကြီးကိုငါသားကြိုက်တဲ့လောက်ပြောအောင်နေပါသားရဲ့ဒီလိုမဟုတ်လားမောင်ရှင်လောင်းလေးတွေဘဏ္ဍဝါဝတ်မလဲပေါ့ဒီလိုမဟုတ်လားဟဲ့တို့ညီလေးတွေတို့သားလေးတွေအလွေမတန်မမေတို့ဖေတို့ကရွှေတောင်ပေါက်လို့လူတာဟုတ်သလားငွေတောင်လေးပေါက်လို့လူတာဟုတ်သလားသားတို့လေးတွေကိုတော်တော်ကြီးမြတ်ရင်သာသနာပေါင်းမှာဝါရီသင်္ကန်းဆင်မြန်းပြီးတော့သာသနာပေါင်းမှာကိုရင်လေးဖြစ်နေအမေတို့ဖေတို့ကမြင်ကျင်လို့မို့တော့အမေတို့ဖေတို့ပင်ပန်းပြီးတော့ရှာဖွေခဲ့တာတွေကိုယနေ့ယင်းနီးမြုပ်နှံပြီးလူတန်းနေပြီဆိုတာမသေးကြဘူးလားဒါကြောင့်လေဘယ်စာဟုတ်မောင်ဘဏဝပံမာတော့နဲ့ဘယ်စာကိုမောင်ဘဏဝပံမလို့တော့နဲ့ဒါမေးတာအမေတို့ဖေတို့ကငါသားတဲ့မင်းဘဏဝဝတ်မာတော့နဲ့ဒီလိုပြောတာ9 ရက်လောက်တော့ဝတ်ပြီးထွက်မလာနဲ့လူပြိုကြီးဟုတ်တယ်မဟုတ်လား
ဆက်တရလောက်တော့ဝက်ပြီးထွက်မလာနဲ့အမေတို့ဖေတို့ကုသိုလ်ရအောင်တဝါသဘိုးတော့နေအောင်ပြောသလောက်လေးမှန်လားဟဲ့ဒီလိုပြောချင်တာဒါကြောင့်တရားကောင်းကြီးရဲ့သာသနာပေါင်းမှာနေမယ်ဆိုလို့ရှိရင်တရားကောင်းကြီးရဲ့အမေတို့ဖေတို့အပေတကပိတ်တော်မယ်ဆိုတာမသေးကြဘူးလားကံတန်ရှင်းစင်ကြယ်နေဖို့လိုသည်ဗါတဲ့တော့ဟဲ့ဒါကြောင့်ဒီလူဝဲမှာရက်သူရွာသားအလုံးတွေကလည်းဝိုင်းဝန်းပြီးတော့ပါရမီဖြည့်ဖို့မလိုဘူးလားအဲ့ဒီတောင်ဆန်းမူးရပျော်ပါးတာတွေရှော့ပေးဖို့မလိုဘူးလားအလူတကာလူမှလူနေတာဟောတရားကောင်းကြီးမြတ်ဘာလို့တလဲလို့မေးလို့ရှိရင်မန်တက်စင်သမားတွေကငါတို့မန်တက်ကနာမည်ကြီးလို့သူတို့ငှားတာပါလို့မန်တက်ကြီးဒီမန်တက်စင်သမားတွေဒုက္ခရောက်မှာပေါ့အတန်ချက်ဆက်သမားတွေတို့တန်ချက်ဆက်ကနာမည်ကြီးလို့သူတို့ငှားတာပါလို့မန်တက်ကြီးပါလားအောင်မြင်မှုတွေကြာရှုံးမှာပေါ့ရိုက်ကူးရည်သမားဟိုရွှေမြိုင်ဆင်ရတော့အပါဝမန်တက်ကြီးလေဒီလူဝဲမှာလာတဲ့ဘုန်းကြီးမေတီလရှင်သမင်းလာစားကြတဲ့ပုဂ္ဂိုလ်မှန်သမျှဒီလူရှင်လူမှကျွေးတဲ့နေရာမှာတရားကောင်းကြီးမြတ်ကြီးဘာလို့လဲတို့တွေဒီစားကြတောက်ကြမယ်ဆိုတာမသေးကြဘူးလားတလုံစားဖို့ပြောရင်တလုံစားဖို့တရားတော်မှာများနွားကောင်းတွေကခြေရမမိတ်ဘူးတဲ့ဘာလဲတော့ခွေးကောင်းတွေကသခင်မမေ့ဘူးတဲ့ဘာလဲတော့လူကောင်းတွေကကျေးဇူးမမေ့ဘူးတဲ့ဘာလဲတော့ဗမျိုးတော်ရဲ့နွားကောင်းတွေကခွေးကောင်းတွေကလူကောင်းတွေကတလုံစားဖို့အလူတကာလူမတို့မိသားစုသမီးသားစုတွေကပေးနေလူနေတာယူတဲ့ပုဂ္ဂိုလ်တွေကတို့တွေအပေါင်းအများကြီးပဲဆိုတာမသိကြဘူးလားတဘောတရားကရွှေမြိန်ဆရာတော်ဟဲငါဟိုတနေ့ကဘန်ကောက်တရားဝဲကပြန်လာတာအသိမနေရရပန်းမျိုးတော်လာပြီးတော့မလီအလူတကာမအလူတကာတွေကပန်းဆိုင်နေရောပါတယ်ငါဘယ်20မြင့်ဘယ်100မြင့်လှမလဲမသိဘူးဆိုပြီးတော့လောဘစိတ်နဲ့ဟောကြည့်ပါလားလိုချင်စိတ်လေးနဲ့မြန်ဟောကြည့်လိုက်ပါလားဒီဘုန်းကြီးတော်ကောင်းကြီးမြတ်ကြီးဘာလို့တလဲလို့မေးလို့ရှင်ဒီလူဝဲလာပြီးတော့တက်အကုသို့လာယူနေတာနဲ့မတူဘူးလားတရားဟောတဲ့ဘုန်းကြီးလမ်းလာဝကြည့်ပြီးမဟောကောင်းဘူးမှန်လားဟဲ့ဦးစင်းကအပါဝဘာလို့လဲတော်ကောင်းကြီးမြတ်ကြီးတလုံဆန်းဘူးတူကျေစုဒီလူဝဲလာပြီဆိုတော့အခုဒီလူကတော်ကောင်းကြီးမြတ်ကြီးကတ်တဲ့ရေတွေဖုံးပေးနေပြီကျောင်းမှာတော်ကောင်းကြီးမြတ်ကြီးကတ်တဲ့အသီးနှံတွေဖုံးပေးနေပြီမှန်လားဟဲ့ရိုက်ကူရည်ဓမ္မတန်ချက်ဆက်သမမန္တသမပန်းဓမ္မအလှပြင်သမဝေယဝစ္စသမအာလုံးကြွလာတဲ့သံဃာမှန်သမျှဒီလူရှင်လူမာတွေကဂျေဇုရှင်နေလို့ပြင်သွားဖို့မလိုဘူးလားဂျေဇုရှင်လို့မြင်ရင်ဂျေဇုရှင်တွေအကုသို့ဖြစ်စေမဲ့အလုပ်တွေရှောင်ကျင်ပေးဖို့မလိုဘူးလားချက်ဖို့ပြုတ်ဖို့တွေကလည်းရှောင်ကျင်ကြလူငယ်လေးတွေဝေယဝစ္စသမားတွေကလည်းရှောင်ကျင်ကြဟိုနောက်နေတဲ့ဆိုင်သမားတွေဗိတ်သိက်သမားတွေလာလေအောင်မယ်ရှောင်ကျင်ချအလူတကာအလူမကိုစိတ်အနှောက်ယှက်ဖြစ်စေတဲ့မှန်သမျှစိတ်အနှောက်ယှက်ပေးတဲ့အရာမှန်သမျှမလုံးမိအောင်တို့တွေရှောင်ကျင်ပေးဖို့မလိုဘူးလားအလူလူနေတာဘာရခြင်းလို့အလူဝဲလာတာကဘာရဖို့ဒါလေးတွေကိုနားလည်ဖို့မလိုဘူးလားဘာကြောင့်ကံတန်ရှင်းစင်ကြယ်ရမယ်တဲ့ဘာတန်ရှင်းစင်ကြယ်ရမယ်အဓိကဟိုပဲအလူတကာလူမတို့အဓိကထားတာမင်ညာတွေကိုနောက်မှထားတာမင်ညာတွေအခုဒီမောင်ရင်လောင်းလေးတွေတော်ကောင်းကြီးသာသနာပေါင်းကိုတော်ကောင်းကြီးရောက်လာမယ်တော်ကောင်းကြီးဘာလို့တလဲလို့မေးလို့ရှိရင်အဝါရည်သင်ငယ်ဆင်မြန်းပြီးရောက်လာမယ်ညံလင်းအောင်တို့ဇင်လင်းအောင်တို့ဟိမ့်ခန့်အောင်တို့ကိုရှင်ပြုတ်ပေးမှာကတော်ကောင်းကြီးမြတ်ကြီးဟဲ့ဒီတန်ဃာတော်ရှင်သူမြတ်တွေဘယ်ဗိသိက်ဆရာကမှတော်ကောင်းကြီးဘယ်ဆိုင်ဆရာကမှတော်ကောင်းကြီးမြတ်ကြီးအဲ့ဒီအမြတ်ရည်စင်တွေလောင်းပေးလို့ကိုရင်ဖြစ်သွားတာမဟုတ်ဘူးမှန်လားဟဲ့ဟဲ့ဒီတန်ဃာတော်ရှင်သူမြတ်တွေကသက္ကလဝတ္တဒုက္ခနိတရဏနိဗ္ဗာနတဒိသိကရဏထာယဧတံကာသဝံကဟိတဝပပ္ပစေတမပန္နေနုကမံဥပါဒာယလို့ချပေးပြီးတော့တရဏဂုံလေးဗုဒ္ဓံတရဏံကိသမိဒါတွေချပေးတဲ့တန်ဃာတော်ရှင်သူမြတ်တွေကတားလေတခါကြီးတခါမကြီးတို့ရဲ့သားကိုရှင်ပြုတ်ပေးနိုင်တာတော်ခင်မိုးကြီးဒါလေးမှတ်ထားတော့ဘုံမြင့်ကျော်ဒါလေးနားလည်ရမယ်မှန်လားအဓိကကဒီတန်ဃာတွေအဓိကပဲတိုင်းပြည်ကဖြစ်ချင်တိုင်းဖြစ်နေတာတော်ကောင်းကြီးမြတ်ကြီးယနေ့တိုင်းပြည်ကတော်ကောင်းကြီးမြတ်ကြီးဘုန်းကြီးစီကရက်မယူဘူးအဲ့ဒီဆယ်လီတွေစီကရက်ယူတာအခါတော်ပေးတွေဘုန်းကြီးတွေကမင်္ဂလာရှိတဲ့ဘုန်းကြီးတွေစီကနေရက်မတောင်းဘူးကျောင်းကဘုန်းကြီးကအယုံကြည်ကြလို့သူတို့လုံးသမျှခံရတာမှန်လား
ဘုန်းကြီးကရက်လိုက်ရွှေ့ပေးရတာတဲ့ဆိုင်သမားမအားလို့အဲ့ဒီဆယ်လီတွေဆက်တလီတွေမအားလို့အဲ့ဒါတွေကလည်းအယောင်ကန့်နေတက်ပြီးတော့ဒီဘုန်းကြီးတွေတော်ကောင်းကြီးအမှန်တကယ်ဆိုလို့ရှိရင်ပြုပြင်ပေးရဘယ်ဆယ်လီတွေဆက်တလီတွေဦးဇင်းတို့အပြစ်ပြောတာမဟုတ်ဘူးတော်ကောင်းကြီးမြေဦးဇင်းတို့ပြောတာကတော်ကောင်းကြီးမြေတန်ဃာတော်ရှင်သူမြတ်တွေအဓိကထားဒီရက်ရွာရောက်လာပြီဆိုရင်အဲ့ဒီကြိုက်တဲ့လောက်ဗဏလီကြီးနေကျောင်းတိုင်ဆရာတော်ဘုရားကိုဥတိုက်ဖို့မလိုဘူးလားရှင်ခိုးဖို့မလိုဘူးလားဥတိုက်ရှင်ခိုးရမယ်ဒီရက်ဒီရွာမှာလာရင်ဆရာတော်တန်ဃာတော်ရှင်သူမြတ်ဒီမန္တန်ထဲမှာရှိနေသလားတော်ကောင်းကြီးမြေမလေးမဆန်မလေးရောမကံမလို့ရဘူးမှန်လားဟဲ့တန်ဃာတော်တွေအဓိကထားရမယ်ဘယ်နုပညာရှင်တွေနေဘာသာရေးနဲ့ကင်းတဲ့ပုဂ္ဂိုလ်ကခက်ရှားရှားရဲ့ခက်ရှားရှားရဲ့ဆိုင်ဆရာနေဗိသိက်ဆရာနေဘုံဝမမြင်ကောင်းဘူးမင်းသမီးတွေလည်းထို့သူပဲဘာသာရေးနဲ့နှွယ်နေတဲ့ပုဂ္ဂိုလ်တွေမှန်သမျှတွေကြီးပဲတော်ကောင်းကြီးမြေဘာသာရေးကိုအကြောင်းပြုပြီးတော့ဘာသာရေးနဲ့နှွယ်လို့တဝမ်းသခါတွေဝါကြလှကြတာဒီမှန်လားဟဲ့ဘာသာရေးကိုဥပိ္ပခာပြုလာတဲ့အလူတကာအလူမာကမသိလို့ဥပိ္ပခာပြုတော်မှသိတဲ့အဲ့ဒီအနုပညာရှင်တွေကတော်ကောင်းကြီးမြေနားလေတဲ့ပုဂ္ဂိုလ်တွေကပြောပေးဖို့မလိုဘူးလားရွာချောင်းဆရာတော်ကိုသွားလိုက်ပါဗျာတရားဝဲပါရဲ့ဆရာတော်ဘုရားဓမ္မကတိကဆရာတော်ဒေစီကရက်တောင်းလိုက်ပါခမရကျွန်တော်ကရက်မအားလို့မို့လို့ရွှေ့ပေးရတာတဲ့ဘုန်းကြီးကတော့ရက်ရွှေ့ပေးရတာတဲ့ဆိုတဲ့ဟာမျိုးတွေခုံနေစာပြနေတာတိုင်းပြည်ကဖြစ်ချင်တိုင်းဖြစ်နေတယ်မှန်လားဟဲ့အလူသွားရင်မပွားရမယ်အလူဝဲမှာလာကြတဲ့ပုဂ္ဂိုလ်မှန်သမျှရွှေမြိုင်ဆရာတော်ဘာဝံသံဃာတော်ရှင်သူမြတ်တွေကအနုပညာရှင်တွေကအကုန်လုံးတော်ကောင်းကြီးများရေမန္တဓမ္မရိုက်ကူးရေးဓမ္မသတ္တမပန္နမအကုန်လုံးဝေယဝိဇ္ဇသမအလုံးအနောက်ဆုံးဂုံပြောဗကံစေးတဲ့ပုဂ္ဂိုလ်မှန်သမျှကမဆကုသိုလ်ရဖို့မလိုဘူးလားကံတန်ရှင်းစင်ကြယ်ရမယ်ဆိုတာဒါကိုပြောပါသည်မှန်လားဟဲ့ဒါဆိုရင်မနှမျိုးရပါလုံလာဝရိယရှိရမယ်တတိရှိရမယ်ကံတန်ရှင်းစင်ကြယ်ရမယ်မနှမျိုးရနောက်နံပါတ်၄ကတော်ကောင်းကြီးများရေလုံးတဲ့အလုံးပေါ်မှာသေးတတ်ရရှိရမယ်အလုံးလုံးတဲ့ခါသေးတတ်ရရှိရမယ်တဲ့ဒကာဒကမများဘာလဲတော့အလုံးလုံးတဲ့ခါသေးတတ်ရရှိရမယ်ဖြစ်ကလေးဆံမလုံးနဲ့အခုကြည့်ဒီလူဝဲကတော့တော်ကောင်းကြီးမြေတရားဝဲလို့ပြောလိုက်တာတဲ့မျက်နှိုးနဲ့ပန်းတွေကမဆက်အစ်စ်တွေပူဇော်ထားလူတကလူမတို့ဥအောင်မင်းကျော်တို့ဒေါက်ကင်မိုးကြီးတို့ရဲ့တရားပေါ့မှန်လားမျက်နှိုးနဲ့ပူဇော်ထားသေရတတ်တော်ကောင်းကြီးမြေဝေယဝိဇ္ဇဓမ္မကလည်းပဲဖြစ်ကလေးဆံမလုံးပါဘူးအလူတကလူမတို့ကလည်းပြီးရောဆိုပြီးမလုံးပါဘူးတဲ့တတ်ရကြာနာတော်ကောင်းကြီးပင်မကံပြီးသေရတတ်ရလောက်ကြံရမယ်ဆိုတာမသေးကြဘူးလားကဲဘယ်နှမျိုးရသွားညပါဦးလုံလာဝရိယရှိရမယ်တတိရှိရမယ်ကံတန်ရှင်းစင်ကြယ်ရမယ်လုံးတဲ့အလုံးပေါ်မှာသေးတတ်ရရှိရမယ်ဘယ်နှမျိုးတော့မြိုင်သားတွေရေစကြိုသားတွေအများကြီးဒီနေရာကပေါက်တွေပါတယ်လို့ပြောတယ်သေးတတ်ဆိုတော့တောင်ဝန်းဘူတန်တွေကရှားကိုတထောင်လောက်ထွက်ပြီးတို့ကပြောရတာအညာသားတွေပါတယ်လေမှန်လားဟဲ့ဦးဇင်းတို့ဒေသကတောင်ဝန်းဘူနဲ့သားနဲ့ကသိပ်မကွဲဘူးဦးဇင်းတို့ဒေသဦးဇင်းအပါဝင်ဦးဇင်းနဲ့မကွဲဘူးမှန်လားဗျာမနဲ့စူးစမ်းပြီးဦးဟန်ကိုပြောနေရတာဒီမှာတရားဝဲတွေနေတိုင်းနေသူကညာတိုင်းဟောနေတာတော့သူတော်ကောင်းကြီးဒီဘက်တွေရောက်ရင်တော့ပြီးတယ်ကိုဒေသကိုတစ်ခေါက်လောက်ပြန်ရောက်သွားရင်ရောသွားတော့တာမှန်လားဗျာဒေသသံလေးပါဗျာဒေသသံလေးပါမှန်လားဗျာလုတ်သံလည်းမဟုတ်ပါဘူးတိုင်းပြည်ကတော်ကောင်းကြီးခင်ဗျားတို့ကတစ်တော်တွေဘစ်တော်တွေဆိုတော့တောလျှောက်ပြောတောင်လျှောက်ပြောတွေကသိလုတ်တယ်အကြောင်းကျိုးကောင်းကောင်းမသိပဲနဲ့ဦးဇင်းဒီနေ့ညလည်းပဲဦးဇင်းဒီလိုလေးဒီခုံလေးနဲ့ဒီလိုထိုင်ဟောတာကစိုက်တွေကြိုက်တွေထုတ်ပြီးဟောတာမဟုတ်ပါဘူးမှန်လားဗျာဦးဇင်းတို့အခုခါကျော်တတ္တိယအစစ်မှာတော်ကောင်းကြီးအရွက်ကစုပ်ပြတ်သွားလို့အဲ့ဒီအရွက်နာနေတော့တော်ကောင်းကြီးဒီမှာဆရာဝန်ကအဲ့ဒီမှာဦးဇင်းတို့ဒီတင်မလင်းခွေထိုင်ပြီးတော့မဟောခိုင်းလို့ဒီတိုင်းလေးခုံလေးနဲ့ခြေထောက်အောက်ချပြီးဟောခိုင်းလို့ဦးဇင်းတို့ဒီလိုကျမ်းမာရေးကြောင့်ဟောအောင်ပါတယ်မှန်လားဗျာဒါလေးလည်းပဲဦးဇင်းတို့ကထည့်ပြောရပါတယ်တဲဝါတာမဟုတ်ပါဘူးစခန်းကြီးတာလည်းမဟုတ်ပါဘူးအညာရလှုပ်ရင်ပြောလှုပ်ရင်ရှင်းတယ်ပြောရင်ပြတ်တယ်ဒီလိုမဟုတ်လားမညာတတ်မလိန်တတ်ပါမှုရိုးသားဝန်ခံတာပါမှန်လား
ဒီလိုဟောတာစခန်းကြီးပန်းကြီးနဲ့ဟောတာမဟုတ်ဘူးဆိုတာလည်းပဲဒီမှာရိုက်ကူးကြီးတွေလည်းပါတော့သိစေခြင်းလို့ပါမှန်လားဟဲ့ကောင်းပြီရှိစေတော့ဘာပြောတာလဲကိုလှုပ်တဲ့လှုပ်ကိုသေးသေးသက်သက်ရဲလှုပ်ဖို့မလိုဘူးလားတခါတရားကောင်းကြီးမြတ်ရဲ့နံပါတ်5ကတရားကောင်းကြီးမြတ်ရဲ့သင်ញံတတ်တဲ့ကိုနဲ့နှုတ်ကိုဆောင်ထိန်ရမယ်တဲ့ပြောပါတယ်တော့ပြောရပါတယ်တော့ဟဲ့ဝန်ငွေဘလောက်ကောင်းထားတဲ့ဒေသနာလဲပုထုဇဉ်တွေဆိုတော့အလူတကာတို့အလူမာတို့တရားကောင်းကြီးမြတ်စိတ်ထဲမှာအစင်မပြေလို့တဘောတရားကယောက်ျားဘက်ကအမျိုးကိုတခင်မော်ကြီးကအစင်မပြေလို့ပြောကြံတယ်မပြောနဲ့နှုတ်ကိုထိန်ကိုထိလည်းရောက်လှုပ်ချင်တယ်မလှုပ်နဲ့ကာယကံကိုထိန်ပုထုဇဉ်ဆိုတော့ချွန်းကျက်ပေးထားတဲ့စိတ်ထဲကနေပဲဖြစ်နေတဲ့မကျေနပ်ရတော့ဘာလဲရတယ်တော့အလူတကာလူမာတို့လူတယောက်ကိုတော်တော်ကြီးဒီလူပဲမှာမဒုကဘာဖြစ်တယ်ကွာဘယ်ကောင်ကဘာဖြစ်တယ်ကွာသူတို့ဗဇက်ကတွေသွားပြောမနေနဲ့အမူအရာချမ်းကြီးအလူတကာမလုံနဲ့မှန်လားဟဲ့လူတယောက်ကိုမကျေနပ်တော့မှစိတ်ထဲကနေဘာဖြစ်လဲပြောနေပေါ့ဗျာကြိုက်တယ်လို့ပြောစိတ်ထဲကနေဗဇက်ကမထွက်ပြီးရောမှန်လားဟဲ့အဲ့ဒါကိုစာကပြောတယ်ကိုနဲ့နှုတ်ကိုစောင့်ထိန်ရမယ်တဲ့ပြောပါတယ်တော့ပြောရင်ပါတယ်တော့ဟဲ့ကဲနားမလဲစရာပါသလားချွန်းချက်ပုထုဇဉ်တွေအတွက်ချွန်းချက်ပေးထားလိုက်တာစံပေကတရားကောင်းကြီးမြတ်ကိုနဲ့နှုတ်ကိုစောင့်ထိန်ရမယ်တဲ့ဒီလူဝဲမှာကြမ်းကြမ်းတမ်းတမ်းနေမပြောမိစေနဲ့အမူအရာတွေတရားကောင်းကြီးမြတ်မဟုတ်တဲ့အမူအရာတွေမကောင်းတဲ့အမူအရာတွေမလုံမိစေနဲ့လူတကာလူမတို့မောင်ရှင်လောင်းလေးတွေကမဆပေါ့မှန်လားဟဲ့တခြားလုံနေလို့လားကုသိုလ်လုံနေလို့လားဒါကြောင့်ကိုနဲ့နှုတ်ကိုလည်းစောင့်ထိန်ရမယ်မကျေနပ်တော့မှစိတ်ထဲမှာဖြစ်နေဖို့မလိုဘူးလားစိတ်ထဲကနေပဲကြိတ်ပြီးတော့ဖြစ်နေပေါ့မလူမကျေနပ်မှန်လားဟဲ့ငါလူပွဲမှာလာပြီးတော့ဒင်းကအကုတော့တက်များတယ်မလူဒင်းကိုလုံးဝမကျေနပ်ဘူးပြီးမဲ့အလူပြီးရင်တော့ပေါ့စိတ်ထဲကနေပဲဖြစ်နေလူမကြီးမှန်လားဟဲ့စိတ်ကြောက်စရာမကောင်းလားစိတ်ကသိပ်မြန်နေမှန်လားဟဲ့ဒါကြောင့်တရားကောင်းကြီးရဲ့သီဟိုခက်ကယန္နာပုဂ္ဂိုလ်ကြီးရဲ့တပါးယန္နာပုဂ္ဂိုလ်တပါးရဲ့တရားကောင်းကြီးရဲ့နှမလေးတစ်ယောက်ရှိတယ်ရှင်တန်ကရခိတနဲ့တူတယ်ယန္နာပုဂ္ဂိုလ်ကြီးသီဟိုခက်ကအဲ့ဒီမှာယန္နာပုဂ္ဂိုလ်ကြီးတာမန်ပုဂ္ဂိုလ်မဟုတ်ယန္နာပုဂ္ဂိုလ်ကြီးသူ့မှာနှမလေးတစ်ယောက်ရှိတယ်ဥပ္ပံွယ်အဲ့ဒီနှမလေးကတရားကောင်းကြီးလူပေါင်းလောကမှာလူဘဝဆိုတော့တရားကောင်းကြီးအရွယ်ရောက်လာအိမ်အောင်ရက်သားကြပြောကြဆိုသားလေးတစ်ယောက်ထွန်းကားတယ်တဲ့ပြောပါလေးထွန်းကားအဲ့ဒီသားလေးထွန်းကားတဲ့ခါတရားကောင်းကြီးဘာလို့လဲသားလေးကတရားကောင်းကြီးတဖြည်းဖြည်းတဲ့အရွယ်လေးရောက်လာမောင်ရှင်လောင်းကိုရင်ဝတ်နိုင်တဲ့အရွယ်ရောက်တော့မိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကငါအခုတော့သာသနာပေါင်းမှာထိတ်ကောင်ဖြစ်ပြီးတော့ယန္နာပုဂ္ဂိုလ်ရှင်သူမြတ်ကြီးငါသားလေးလည်းပဲအေးချမ်းတဲ့ဒီလမ်းကိုငါမြန်းစီလို့တယ်ငါသားကိုလည်းပဲသူ့ရဲ့ဥယျတော်စီပို့မှတော်မယ်ဆိုပြီးကြောင်းပို့သင်္ကန်းဝတ်ပေးပြောကြဆိုဥယျတော်ဘုန်းကြီးကတရားကောင်းကြီးယန္နာပုဂ္ဂိုလ်ကြီးဆိုတော့သူတော်မောင်လေးကငါသူဒီစာကိုဒီလိုသင်ရမယ်ဒီသင်္ကန်းကိုဒီလိုရမ်းရမယ်ဒီတပိတ်ကိုဒီလိုပိုက်လို့ဒီဆွမ်းကိုဒီလိုခံရမယ်သင်တိုက်တဲ့အသက်ပညာတွေသင်ပေးပေါ့ဒီလိုနဲ့ငငယ်တုန်းတွေကတရားကောင်းကြီးကိုရင်ဝတ်လာတဲ့သူတော်မောင်လေး16လူပြိုပေါက်အရွယ်ရောက်ပြီတဲ့ပြောဘယ်ရွယ်ရောက်လူပြိုပေါက်အရွယ်ရောက်တော့စိတ်ကကစားတာငငယ်တွေကဝတ်လာတာဆိုတော့သာသနာပေါင်းမှာမပျော်ဘူးပေါ့ဗျာပြောပါတယ်တော့ဟဲ့မပြောတော့လူထွက်ကျင်တယ်လူထွက်ကျင်ပေမဲ့လို့လည်းပဲလူကထွက်မရဘူးဦးကြီးတော်ကယန္နာပုဂ္ဂိုလ်ကြီးအမေကလည်းပဲငါသားငါအမေစိတ်ချမ်းသာစေတစ်သက်လုံးဝတ်ဆိုတော့လူကမထွက်ရတခုတော့နေတရားကောင်းကြီးမြတ်ကြီးဘာလို့လဲဦးကြီးတော်နဲ့ဆွမ်းငံပြန်လာခြေစေးတွေဘာတွေလှုပ်ပေးတပိတ်တွေဘာတွေစေသင်္ကန်းတွေဘာတွေလန့်ပေးပြီးတဲ့အခါဆွမ်းဝိုင်းပြင်းဆွမ်းစားချိန်ရောက်လို့ဦးကြီးတော်ကဆွမ်းစားဝိုင်းကြွလာသူတော်မောင်ကဘေးကနေရက်လေးခတ်ပြီးဦးကြီးတော်ယန္နာပုဂ္ဂိုလ်ကြီးကတရားကောင်းကြီးမြတ်ကြီးဆွမ်းဖုံးပေးနေတာပြောဘာဖုံးပေးနေတာသူတော်မောင်ကဘာခတ်ပေးနေတာဘေးကနေရက်ခတ်ပေးနေတာရက်ခတ်ပေးနေနဲ့တကဟံငွေရေးသူတော်မောင်ဖြစ်တဲ့ကိုရင်ကစိတ်ကစားတဲ့အရွယ်လူကထွက်ချင်နေတဲ့အခါကျတော့လူခန္ဓာကိုယ်ကလည်းရက်ခတ်ပေးနေတာစိတ်ကအမေ့အိမ်ရောက်သွားခန္ဓာကိုယ်ကတော့ရက်ခတ်ပေးနေတာစိတ်ကဘယ်ရောက်သွားမမျိုးတော်ရေးအခုလည်းပဲသူတော်ကောင်းကြီးမြေခန္ဓာကိုယ်ကြီးကတရားဝဲတဲ့မှာစိတ်ကဘယ်ရောက်နေပြီတော့တခါတခါမှမရကတိခံစားမှာတရားကောင်းကြီးမြေရှေ့ဆက်သွားကြဆိုတရားထဲမှာစိတ်ပါဝင်စားပြီးတော့နာဆမ်းမှာမှန်လားဟဲ့အခုတရားကောင်းကြီးမြေသူတော်မောင်စိတ်ကအမေ့အိမ်ရောက်သွားပြီးတော့မေ့ဟောတော့ငါသားတ
င်ငန်းနေလေဘူရီဘတ်ဒီနဲ့ငါသားဘာဖြစ်လာတာတော့ဘာဖြစ်လာတာလဲညာဖြစ်လာတာလဲမေးမနေနဲ့သားတော့လူထွက်တော့မယ်ပြေးမဆိုးဟုတ်တော့ငါသားရဲ့တလုံးဝတ်ဖို့အမေကိုအမခံထားတာဥကြီးတော့ဘုန်းကြီးလည်းရှိရတဲ့ငါသားရဲ့တလုံးဝတ်ပါမဝတ်နိုင်တော့ဘူးသားတော့မပြောတော့ဘူးပေးတော့မစိုးနဲ့အင်ကြီးနေပါအောင်ငါသားရဲ့မစိုးနဲ့အင်ကြီးပေးတာတော့ဟုတ်ပါတယ်ငါသားလူဘဝရောက်လာလို့ရှိရင်ငါသားဘာလုပ်စားမှာတော့အိုးမိန်ကလည်းလွယ်လေးတိုးနှကောင်နဲ့စိတ်နှကောင်စိတ်ဒီစိတ်မတိုးဒီတုံးမှတရှင်းလောက်တာဝယ်ပေးထားရမှရโอเคငါသားမှလို့ချင်းအမေဝယ်ပေးမှာပေါ့ဆိုပြီးတော့စိတ်တရှင်းနဲ့တိုးတရှင်းဝယ်ပေးမစိုးတွေအင်ကြီးတွေနဲ့သင်္ကန်းတွေနဲ့လဲလူထွက်လူဘဝရောက်သွားစိတ်ကြောင်းသိုးကြောင်းပေါ့စိတ်ကပြောပဲကတော့ခန္ဓာကိုယ်ကဥယျတော်နာဘာခတ်ပေးနေစိတ်ကလူထွက်သွားပြီစိတ်တွေသိုးတွေကြောင်းလို့ကြောင်းတော့ဝါပြီးတော့စိတ်တွေသိုးတွေကနေပြီးတော့ကောင်းကြီးရောင်းတော့တော်ကောင်းကြီးမြေလေးကောင်ကနေပြီးတော့တော်ကောင်းကြီးမြေအကျိုးအမြတ်လေးတွေရတခါဆိုတော်ကောင်းကြီးမြေတိုးဝဲများလေးဝယ်လိုက်တော့တော်ကောင်းကြီးမြေဘာလို့လဲလို့မင်းတို့ကြောင်းရောင်းပြီးတော့တော်ကောင်းကြီးမြေစိတ်အုပ်ကြီးတွေတိုးအုပ်ကြီးတွေဖြည့်ပေါ့ခက်မြန်သွားလိုက်အဲ့ဒီစိတ်အုပ်သိုးတွေရောင်းနွားတွေဝယ်နွားတွေရောင်းလဲတွေဝယ်လဲတွေလုံးတော်ကောင်းကြီးမြေရွှေသွဲလဲငွေသွဲလဲတွေဖြည့်လို့စိတ်ကမမျိုးတော်ရေးဘာကတော့အဲ့ဒီစိတ်ကခမ်းမြန်သွားလိုက်တော်ကောင်းကြီးမြေပစ္စည်းဥစ္စာတွေလည်းပြည့်စုံရောတော်ကောင်းကြီးအမေဟေးငါသားရွှေသွဲလဲငွေသွဲလေးတွေနဲ့ဖြစ်ပေါ်သားပြည့်စုံပေါ်သားတစ်ဖက်သက်ကြိုက်နေတဲ့ရွာတွေကကောင်းမလေးရှိတယ်ဟောတော်ငါသားရဲ့မင်းမလဲကွယ်မင်းမလဲတွေလုံးမနေနဲ့အမေမြန်ပေးစားတော့ကဲငါသားမှလိုချင်ပေးစားတာပေါ့စိတ်ကဗမျိုးတော်ရေးဘာကတော့မိမရပေါ့ပြောစမ်းဘာရသွားပြီခန္ဓာကိုယ်ကတော့တော်ကောင်းကြီးမြတ်ရေဥကြီးတော်ဘုန်းကြီးနားလေးမှာဘာခတ်ပေးနေစိတ်ကဘာရသွားအဲ့ဒီမိမလည်းရပြီးတော့တော်ကောင်းကြီးမြတ်ရေမပြီးသေးဘူးတော်ကောင်းကြီးမြတ်ရေဟောအိုးချင်းတန်းအိုးချင်းတိကြိုးချင်းတန်းကြိုးချင်းကြီးထိကြညှိကြတော့တော်ကောင်းကြီးမြတ်ရေသားလေးတစ်ယောက်ထွန်းကားခဲ့ပြီတဲ့စိတ်ကဗမျိုးတော်ရေအဲ့ဒီစိတ်ကတော်ကောင်းကြီးမြတ်ရေသားလေးတစ်ယောက်ရလာတော့သားလေးကတော်ကောင်းကြီးမြတ်ရေဥဝဲနဲ့တော်ကောင်းကြီးမြတ်ရေတလာရကနှစ်လာရကနေသုံးလာတာအဲ့ဒီလာရလေးကနေပြီးတော့တော်ကောင်းကြီးမြေဘာလို့လဲတနှစ်သားလေးဖြစ်လာတော့တတိလဲသွားဩငါဒီလိုကြီးပွားချမ်းသာပြီးတော့သားနဲ့မရနဲ့ဖြစ်လာတာငါဥကြီးတော်ကျေးဇူးရှိတယ်ဥကြီးတော်ကသွန်သင်ဆုံးမလမ်းပြလို့ငါဥကြီးတော်ကျေးဇူးရှိတယ်လို့သိလိုက်တဲ့အချိန်က9နာရီခွဲ10နာရီဖြစ်နေပြီဟဲ့နှမရဲ့ငါဥကြီးတော်ဘုန်းကြီးကငါပေါ်မှာကျေးဇူးရှိတယ်ဒါကြောင့်ယနေ့သိတ္တိရတယ်နှမရဲ့မင်းဘာဟင်းနေချက်နဲ့ဥကြီးတော်စီဆွန်းလေးဟင်းလေးသွားပြီးတော့ဆွန်းကတ်ချီကြရအောင်တော်ကလည်းတော်စိုးကြီးကတော့မပြောဘူးစိုးကြီးကပြောရင်ကျမစိုးကြီးတွေကလည်းဟိုမင်းကလည်းရစ်တည်ရှိတယ်မြန်လှုပ်ချက်တွေမိသေးတယ်ခတ်တွတ်ချက်ရအောင်ချက်ဆိုတော့တော်ကကြီးမြေခတ်တွတ်ခတ်မြန်ချက်ပေါ့ကဲချက်ဆွန်းညင်တဲ့ထက်လာငါကလဲကောက်ထားမယ်မင်းကကလေးတစ်ပတ်ကိုင်ဆွန်းညင်လဲကိုင်ကလေးလည်းပဲလွတ်မကြစေနဲ့ဆွန်းညင်လဲပြုတ်မကြစေနဲ့ဥကြီးတော်စီသွားကြစို့ဆွန်းကတ်ဝီတော်စီဘာကတ်သွားမမျိုးတော်ရဲ့အဲ့ဒါဆွန်းကတ်လဲသွားမလဲဆိုတော့တော်ကောင်းကြီးမြေဟဲ့လားပုံမှန်လန်းကသွားနေရင်ဥကြီးတော်ဆွန်းပုံပေးခြင်းကနောက်ကျပြီးမမီပဲနေလိမ့်မယ်ဖြက်လန်းနီးခဲ့သွားအောင်တဲ့ဖြက်လန်းကသွားအောင်ဆိုတော့လေကစင်းတွေကနေပေါ့ဥငွေကြီးလေကစင်းကနေသွားမယ်ဆိုပြီးတော့တော်ကောင်းကြီးမြေမိမနဲ့သားနဲ့တော်ကောင်းကြီးမြေဆွမ်းညိန်နဲ့လဲပေါ်တင်းနောက်လဲပြီးတော့ဟဲ့နှမငါတွတ်မောင်းမယ်နော်7ထိုးတော့မယ်အဲ့တော့မင်းကကလေးလည်းပြုတ်မကြစေနဲ့ဆွမ်းညင်လည်းပြုတ်မကြစေနဲ့ငါတွတ်မောင်းမယ်နော်ဆိုပြီးတော့ခတ်တွတ်လေကစင်းရိုးတွေကနေမောင်းတကစင်းတလဲနှစ်ကစင်းနှစ်လဲသုံးကစင်းမြောက်လဲရောက်ရောလေဆောင်ကတော်နတ်ကစင်းကအဲ့ဒီကစင်းရိုးကလည်းနတ်တော်ကောင်းကြီးမြေအဲ့ဒီလဲတဲ့တော်ကောင်းကြီးမြေမောင်းလိုက်တာတော်ကောင်းကြီးမြေဘာလို့လဲလို့မေးလို့ရှိရင်ပြုံးကလေးဆိုအကြကမတော်တဲ့ခါကျတော့လဲကဆောင်းပြီးတော့ပြုံးကလေးဆိုတော်ကောင်းကြီးမြေဘာလို့လဲလို့မေးလို့ရှိရင်ဆွမ်းညင်ကရှော့ချလက်ကလွတ်တော့အဲ့ဒါဆွမ်းညင်ကရှော့တော့ကြဆွမ်းညင်လည်းပဲမမောက်စေနဲ့ဥကြီးတော်တွက်လို့မှားထားတယ်ယောက်ျားစကားနားတွေကကြားပြီးဘန်းကလေးဆိုဆွမ်းညင်လန့်ဆွဲလန့်ပြီးတော့ဆွမ်းညင်လန့်ဆွဲတော်ကောင်းကြီးမြေကလေးကတော်ကောင်းကြီးမြေဘက်ကလေးဆိုတော်ကောင်းကြီးမြေလွတ်ချဆွမ်းညင်တော့မိလိုက်တယ်ကလေးတော့မမိလိုက်ဘူးကလေးကလေကစင်းရုံနဲ့ပြုံးကလေးဆိုတော်ကောင်းကြီးမြေခေါင်းနဲ့ရိုက်ခေါင်းနဲ့လေရိုက်ခါကြမှာလေကစင်းရိုးနဲ့ကလေးခေါင်းနဲ့ရိုက်ပြီးတော့ကလေးကနာတော့ဝဲနဲ့အော်ကကြမှာတော်ကောင်းကြီးမြေကြည့်လိုက်တော့နောက်လဲကြည့်လိုက်တော့ငါတလောက်တန်တန်မှထားတာ
စွန့်ကြိုင်လဲလွတ်မကြစေနဲ့ကလေးလဲလွတ်မကြစေနဲ့လို့ငါမှားထားတာဒင်းဒါလေးတောင်နိုင်အောင်မထိနိုင်ဘူးငါတက်တက်လုံးရှာကျွေးလာတာဒင်းဒီဟာလေးတောင်မှပောဆာရကောင်းလားဆိုပြီးတော့ယောက်ျားဖြစ်သူနွားရိုက်တဲ့တကန်နဲ့မိန်းမကိုစိတ်ဆိုးပန်းဆိုးစိတ်တူပြီးတော့ရိုက်တယ်တဲ့တခါငွေကြီးဘ누구ကိုရိုက်တာစိတ်ကနေပြီးတော့တော်ကောင်းကြီးမြတ်ရင်နှကန်ရိုးနဲ့မိန်းမကိုရိုက်တာအဲ့ဒါခန္ဓာကိုယ်ကတော်ကောင်းကြီးမြတ်ရင်ဥဤတော်နာမှာဆုံးဝိုင်းနာမှာတော်ကောင်းကြီးမြတ်ဘာခတ်ပေးနေဗျံကလေးဆိုစော်ထည့်လိုက်တာဥဤတော်ခေါင်းပိတ်ချပါလောလားဗမျိုးတော်ရဲ့ခန္ဓာကိုယ်ကတော်ကောင်းကြီးမြတ်ဥဤတော်နာမှာဗျံကလေးဆိုဥဤတော်ခေါင်းကြီးရက်တောင်ရိုးကြီးနဲ့ပိတ်ရိုက်မိစွန်ပုံပေးနေရင်နဲ့ဥဤတော်ဘက်ကလေးဆိုလန့်တော့ယန္တာပုဂ္ဂိုလ်ကြီးဇံမဝင်စားတော့နိရောဓသမဘမဝင်စားတော့မသိဘူးလေဗျမှန်လားဟောငါတူမန်နေဟန်နေနဲ့ငါရိုက်ပလိုက်တာဘာမြင်ဖြစ်လို့ပါလိမ့်ဆိုပြီးတော့အဲ့ဒီကကြမှာဇံဝင်စားပြီးတော့တော်ကောင်းကြီးကြီးကြည့်လိုက်တော့ဩဒင်းကဒါကြောင့်ဟိုမလေးတို့တွေစိတ်သေးမွေးလို့နွားတအုပ်တွေနဲ့မလေးလဲတွေကိုင်းတွေကျွန်းနေတယ်မလေးမိန်းမတွေတောင်ရလို့ကလေးတွေတောင်ရလို့ဒင်းမိန်းမမကျေနပ်တာနဲ့ငါကောင်းကွဲမတတ်မလေးအော်ငါတလောက်တန်တန်မှာထားရနဲ့ဒင်းကငါတလောက်ပြောနေနေဆိုပြီးတော့နောက်တစ်ခါထက်ရွယ်ပြန်ရော့စိတ်ကပြောပါကတော့တစ်ချက်နဲ့ရိုက်ရတာအားမရတော့နှစ်ချက်ရိုက်မယ်လို့ဟန်ပြင်းကားရှိတယ်ဥဤတော်ဘုန်းကြီးကတော်ကောင်းကြီးရဟန္တာပုဂ္ဂိုလ်ကြီးဆိုတော့ဇံဝင်စားပြီးကြည့်လိုက်တော့သူတော်မောင်စိတ်ကိုသိတော့သင်္ကန်းစာလှန့်ဆွဲရတယ်ဟဲ့ကိုရင်မင်းမိန်းမရိုက်တာတစ်ချက်ဆိုတော်ပါတော့ကွာတဲ့နှစ်ချက်ဆိုငါကောင်းကွဲလိမ့်မယ်တဲ့ဗမျိုးတော်ဘာကတော့စိတ်ကမှန်လားစိတ်ကရိုက်တာမိန်းမတွေရလို့ကလေးတွေရလို့မိန်းမကိုစိတ်ထဲကနေရိုက်တာတကယ်ရိုက်မိတော့ယန္တာပုဂ္ဂိုလ်ကြီးကောင်းရိုက်မိသွားတယ်ဆိုတာမသေးကြဘူးလားစိတ်ထိတ်ကြောက်စရာကောင်းတယ်မြန်လွန်းတယ်မှန်လားလူတကာကြီးလူမကြီးတို့ဘာပြောကြတာလဲကုသိုလ်လုပ်တဲ့အလူပွဲမှာအကုသိုလ်မဖြစ်စေနဲ့မှန်လားအလူသွားရင်ဘာပွားရမယ်ဒါဆိုရင်ရသွားပြီတော်ကောင်းကြီးမြတ်ကြီးကိုနဲ့နှုတ်ကိုဆောင်ထိန်ရမယ်ဆိုတာမကျေနပ်ရင်တော့မှစိတ်ထဲမှာပဲဖြစ်ပြနေဖို့မလိုဘူးလားကဲဘယ်နှမျိုးရသွားပြန်ပြောပါဦးလုံလာဝရိယရှိရမယ်တန်သိရှိရမယ်ကံတန်ရှင်းစင်ကြယ်ရမယ်လုံတဲ့လုံပေါ်မှာသေးသေးတန်တန်ရရလုံရမယ်ကိုနဲ့နှုတ်ကိုဆောင်ထိန်ရမယ်မနှမျိုးတော့နောက်နံပါတ်6ကဓမ္မဇီဝိနောတဲ့အတံမွေးဝမ်းကြောင်းမှန်ကန်ရမယ်တဲ့ပြောပါတယ်တော့သူများမျက်ခုံးဝေးပေါ်မှာဇင်းညံမရှောက်နဲ့သူများခေါင်းပေါ်မှာတက်မနှင်းနဲ့ကိုအမြင့်ရောက်ဖို့ရည်သူတစ်ပါးရဲ့ဘဝတွေချမနှင်းနဲ့မှန်လားဒါကမှမရကိုလုံးတဲ့အတံမွေးဝမ်းကြောင်းနေမှန်ကန်ဖို့မလိုဘူးလားထာသိရေးကြည့်တယ်တော်ကောင်းကြီးကိုဘဝတွေတောက်ပါဖို့ရည်သူတစ်ပါးရဲ့ခေါင်းပေါ်မှာတက်မနှင်းနဲ့သူတစ်ပါးရဲ့မျက်ခုံးဝေးပေါ်မှာဇင်းညံမရှောက်နဲ့သူတစ်ပါးဘဝတွေချမနှင်းနဲ့မှန်လားအတံမွေးဝမ်းကြောင်းမှန်ကန်ရမယ်ဆိုတာမသေးကြဘူးလားကဲဘယ်နှမျိုးရနောက်နံပါတ်9ကတော်ကောင်းကြီးများကြီးဘာလို့တလဲလို့မေးလို့ရှိရင်ဘဝမမိတ်နဲ့တဲ့ပြောပါတယ်တော့ပြောရပါတယ်တော့ဟဲ့ဒါဆိုရင်နားလည်သွားပြီဒီလိုဆိုကြည့်ပါဗျာကောင်းမင်းပြုခကောင်းယူရလောကဓမ္မရာကောင်းမင်းပြုခကောင်းယူရလောကဓမ္မရာဆိုသမှာဗျာကောင်းပင်ပြုခကောင်းယူရကောင်းပင်ပြုခဆိုပင်ပြုခဆိုကြူရလောကဓမ္မရာဆိုပါဦးဗျာဗမျိုးတော်ရေဒါဆိုရင်တော်ကောင်းကြီးဘဝမမေ့နဲ့ဆိုတာကတခြားပြောတာမဟုတ်ပါဘူးတဲ့လူဘဝရောက်လာတယ်ဆိုတာကအကုသိုလ်တွေလုပ်ခဲ့လို့လားကုသိုလ်တွေလုပ်ခဲ့လို့လား
ကုသိုလ်လုပ်ဖို့မမေ့နဲ့တဲ့ပြောပါလေတော့ပြောရင်ပါလေတော့အကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်မှန်သမျှဘဝမေ့နေလို့ကောင်းမှုလုပ်ရမှမေ့နေတဲ့ပုဂ္ဂိုလ်မှန်သမျှဘဝမေ့နေလို့ဆိုတာမသေးကြဘူးလားဒါကြောင့်ဥအောင်ကျော်မြင့်တို့ဒေါခင်မော်ကြီးတို့မိသားစုကယနေ့ကုသိုလ်တွေလုပ်နေတဲ့ဆိုတာကဘဝမမေ့လို့ဆိုတာမသေးကြဘူးလားဒါကြောင့်ငါတို့သက်လျာသာတိချာလက်မတိုက်မြိုင်တပိမ့်ပိုက်လျက်ခါနိုင်စင်မြန်ဖန်တင်ငန်းနေယဟန်ဗုဒ္ဓရှင်ဘဝကိုအတ္တပရိခယဆုံးလင်းစွာဖြင့်ကလျာဏမိတ်ကောင်းစွာဖိတ်လျက်ဘိသိမင်္ဂလာပပ္ပိဇာဟုဓမ္မာနုက္ခလူရဏကိုကာလဘေခပြုနိုင်ပါအမာတာပိသမိနိဖာတို့ဝါဟုအောင်ကျော်မြင့်တို့ဒေါခင်မိုးကြီးတို့နေဆမမေ့ကြံသား၍သည်ဩယနေ့ပင်အောင်မြင်ခဲ့လေပြီတရားဓမ္မဗျာအလူတော်မင်္ဂလာပွဲကြီးအောင်မြင်တော့မယ်ဆိုတာမသိကြဘူးလားဘဝမမေ့လို့မို့လို့ကောင်းမှုတွေပြုနေတာဘဝမမေ့လို့မို့လို့ကောင်းတာတွေလုပ်နေတယ်ဆိုတာမသိကြဘူးလားဒါကြောင့်ဘဝမှာလူရည်လို့ဖြစ်လာပြီဆိုလို့ရှိရင်တရားကောင်းကြီးမြေလူ၄မျိုးရှိတဲ့လူဘယ်နှမျိုးတော့နံပါတ်1ကတရားကောင်းကြီးမြေအမောင်ကလာပြီးအမောင်ကိုပြန်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးတယ်ပြောပါတယ်တော့ပြောရင်ပါတယ်တော့နံပါတ်2ကအမောင်ကလာပြီးအလင်းကိုပြန်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးတယ်ဘာလဲတော့ဟဲ့နံပါတ်3ကအလင်းကလာပြီးအမောင်ကိုပြန်တဲ့ပုဂ္ဂိုလ်တဲ့ပြောပါတယ်တော့နံပါတ်4ကအလင်းကလာပြီးအလင်းကိုပြန်တဲ့ပုဂ္ဂိုလ်တဲ့ပြောပါတယ်တော့ပုဂ္ဂိုလ်ဘယ်နှမျိုးတော့ရာဂမမယပခုံးနှစ်ပတ်ကလူဖြစ်သားခြင်းခေါင်းပေါက်သားခြင်းတူတယ်စားရတာခြင်းတူသလားနေရတာခြင်းတူသလားဝိရတာခြင်းနေတူသလားအိုကုံကုံပြောတော်ကောင်းကြီးမြေစီးတဲ့ဖက်နဲ့တော်ကောင်းကြီးစွန့်တဲ့ကျင်ကြီးကျင်ငယ်စွန့်တဲ့နေရခြင်းကမစံတူသလားဘာကြောင့်မတူသလဲဆိုတာသိဖို့မလိုဘူးလားနံပါတ်1ပါလေတော့အမောင်ကလာပြီးအမောင်ကိုပြန်တဲ့ပုဂ္ဂိုလ်တဲ့ပြောပါလေတော့အတိတ်ဝကံတွေကမကောင်းလို့ဒီဘဝမှာဆင်းရဲမွဲတေနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအတိတ်ကဌာနတွေအားနေခဲ့လို့ဒီဘဝမှာတရားကောင်းကြီးလူတော့ဖြစ်တယ်မွဲလိုက်တာသတိလန်လို့သူများလူလို့လည်းမလူနိုင်ဘူးသူများတန်းလို့လည်းမတန်းနိုင်ဘူးသူများစားလို့လည်းမစားနိုင်ဘူးသူများဝတ်လို့လည်းမဝတ်နိုင်ဘူးလူမမွဲပါတယ်ပြောနေဇာရိတကလည်းမွဲလိုက်တာဘဒုစီကဘလို့တော်ကောင်းကြီးမြေဒုက္ခဘဒုကိုဘလို့ဒုက္ခရောက်အောင်လုပ်လိုက်ရမလဲပဲတူသွေးတယ်လူမွဲတယ်လို့ဇာရိတလည်းမွဲတယ်ပြောပါလေတော့ဒီလိုပုံကိုယ်တွေမရှိဘူးလားအတိတ်ကံမကောင်းလို့မှမွဲရတဲ့ကြားတယ်သူများလူလို့မလူနိုင်ဘူးသူများဝတ်လို့မဝတ်နိုင်ဘူးသူများစားလို့မစားနိုင်ဘူးသူများနေတယ်လို့တွေမနေနိုင်ဘူးအတိတ်ကံကလည်းမွဲရဲလို့မို့လို့ဒီဘဝမှာမွဲဒီဘဝမှာတလောက်မွဲနေတာတောင်းမှတော်ကောင်းကြီးမြေသူတော်ဘာကိုဘလို့ဒုက္ခပြလိုက်ရမလဲသူတော်ဘာစီကဘလို့ခိုးလိုက်ရမလဲဘလို့ဝတ်လိုက်ရမလဲဘလို့ယူလိုက်ရမလဲဒီလိုပုံကိုယ်တွေမရှိဘူးလားထားကြတော်ကောင်းကြီးမြေအဲ့ဒီလိုပုံကိုယ်တွေတော်ကောင်းကြီးမြေလူမွဲတယ်လို့ဇာရိတမွဲတဲ့ပုဂ္ဂိုလ်တဲ့ပြောပါလေတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကအမှောင်ကလာပြီးဘယ်ကိုပြန်မယ်သတိတံဝေကယူတော်မူကြပါတော်ကောင်းတို့သတိတံဝေကယူတော်မူကြပါတော်ကောင်းတို့ဘဝတန်တရာကနေပြီးတော့တော်ကောင်းကြီးရဲ့ဆင်းရဲရတဲ့တဲ့ဆင်းရဲချောင်းတွေလုတ်ခဲ့တဲ့ကံတွေမဖြူစင်လို့မှဒီဘဝမွဲရတဲ့ကြားတဲ့ဒီဘဝမှာထပ်ပြီးတော့မကောင်းတဲ့ကံတွေကျူးလွန်မယ်ဆိုလို့ရှိရင်နောင်တန်တရာလဲအဲ့ဒီပုဂ္ဂိုလ်ဘဝတော်ကောင်းကြီးရဲ့တောက်တောက်ပြောင်းပြောင်းဖြစ်လာနိုင်စရာအကြောင်းရှိသလားလူမွဲသလိုဇာရိတမွဲရင်တော်ကောင်းကြီးမြတ်ရဲ့အမောင်ကလာပြီးဘယ်ကိုပြန်မယ်ဒါနံပါတ်1နောက်နံပါတ်2ကတော့တော်ကောင်းကြီးမြတ်ရဲ့အမောင်ကလာပြီးဘယ်ကိုပြန်တာရှင်းပါတယ်စောနာတော်ကလိုပဲတော်ကောင်းကြီးမြတ်နံပါတ်1ပုဂ္ဂိုလ်လိုပဲမွဲတာချင်းတူတယ်ဒါပေမဲ့မတူတာကနံပါတ်2ပုဂ္ဂိုလ်ကတော်ကောင်းကြီးမြတ်ဟောတော်အတိတ်ကံမကောင်းလို့ဒီဘဝတည်းငါမွဲရ
ငါဒီဘဝမှာဇာရိတတွေမွဲလို့မဖြစ်ဘူးကိုချင်းသီလတွေမွဲလို့မဖြစ်ဘူးငါမလူနိုင်မိမယ်လို့တော်ကောင်းကြီးမြတ်ကြီးဘာလို့တလဲလို့မေလို့ချင်းရင်ဒီလိုလူဝဲမှာငါကုသိုလ်ရအောင်ယူမယ်တပြည့်စည်တွေလဲမဲ့တန်ရှင်ရည်တွေလုံမယ်ငါတို့အိမ်မှာတို့အိမ်ရှိတို့လမ်းရှိတို့ရက်ွယ်ရှိမှာတော်ကောင်းကြီးမြတ်တန်ဃာတော်ရှင်လူမြတ်တွေကြွလာရင်စူးညောင်ခလုတ်တွေမတိုက်မိအောင်ငါပဲရှာမယ်ကုသိုလ်ဆိုတာကုသိုလ်ပတ်စံကုန်မှကုသိုလ်ရတာမဟုတ်ဘူးလေမှန်လားစိတ်ကောင်းနှလုံးကောင်းရှိရင်ကုသိုလ်ရအောင်ယူလို့မရဘူးလားမမျိုးတော်ကြီးအတိတ်ကမွဲလို့ဒီဘဝမှာမွဲတာရှားပေါ်မြတ်ပေါက်ချင်ပေါက်ပါလိမ့်စီတော့သူတော်ဘာဒုက္ခရောက်တဲ့အလုပ်တော့ငါဒီဘဝမလုတ်ပရစေနဲ့မလုတ်ပရစေနဲ့မှန်လားဥအောင်ကျော်မြင်တို့တောင်ကင်မော်ကြီးတို့ညံလင်းအောင်တို့ဇင်လင်းအောင်တို့ဟိန်းခံအောင်တို့ရဲ့အလူဝဲမှာသူများတွေလို့မလူနိုင်ပေမဲ့လို့ငါလေဝေယဝဆကုသိုလ်တွေရအောင်ယူမယ်ဒီလိုတရားဝဲမျိုးတွေမှာသွားပြီးတော့ငါတရားနာမယ်ကုသိုလ်မရဘူးလားအသိဉာဏ်နေမရဘူးလားကံနေမြင်ရမရောက်ဘူးလားတခါတခါမှမရလူမွဲပေမဲ့လို့ဇာရိတမမွဲတဲ့ပုဂ္ဂိုလ်ကအမောင်ကလာပြီးဘယ်ကိုပြန်မယ်မှန်လားဟဲ့နံပါတ်1ပုဂ္ဂိုလ်စင်ရင်ဝန်အောင်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေဘယ်တော့မှအာမငယ်နဲ့ဘယ်တော့မှအာမငယ်နဲ့တို့ညီလေးတွေတို့ညီမလေးတွေမွဲတာကရှက်စရာမဟုတ်ဘူးမှန်လားဟဲ့ဖေးတို့မေးတို့မွဲတာကရှက်စရာဟုတ်သလားဟုတ်ဘူးဆင်းရဲတာရှက်စရာမဟုတ်ဘူးအသိကံမကောင်းလို့ဒီဘဝမှာဆင်းရဲကြတာမွဲကြတာဘယ်တော့မှမရှက်နဲ့ဒီဘဝမှာတော်ကောင်းကြီးဇာရိတကောင်းကိုချင်းသီလကောင်းအောင်နေထိုင်ဖို့မလိုဘူးလားဇာရိတမကောင်းနေတာကိုချင်းသီလတွေမကောင်းနေတာကမှရှက်စရာကောင်းတဲ့လုပ်ရက်တွေဆိုတာမသေးကြဘူးလားမမျိုးတော်ကြီးဒါဆိုရင်တော်ကောင်းကြီးမြတ်ရေးလူဆင်းရဲပေမဲ့လို့လူမွဲပေမဲ့လို့ဇာရိတမမွဲတဲ့ပုဂ္ဂိုလ်တွေကအမောင်ကလာပြီးဘယ်ကိုပြန်မယ်မနှမျိုးရပါနောက်နံပါတ်3ကတော်ကောင်းကြီးမြတ်ရေးအလင်းကလာပြီးဘယ်ကိုပြန်မယ်ဒီလိုပုဂ္ဂိုလ်တွေမရှိဘူးလားဒီဘဝမှာသူများထက်မသားတောင်မှဒန်းတူနေနိုင်တဲ့ပုဂ္ဂိုလ်တွေလူလက်သန်းစားတွေလူချမ်းသာတွေရက်ထဲရွာထဲမှာရက်ွက်ထဲမှာမပေါ်ဘူးလားပေါ်လိုက်တာကလာကြီးကုန်းတို့ပန်းမြို့တော်တို့ဆိုတာလူချမ်းသာတွေအများကြီးရောက်နေကုန်ဒါပေမဲ့လူသာချမ်းသာတာတော်ကောင်းကြီးဇာရိတမချမ်းသာဘူးသူများမျက်ခုံးပွေးပေါ်မှာဘလို့ဇင်းညံလျှောက်လိုက်ရမလဲသူများရဲ့ခေါင်းပေါ်မှာဘလို့တက်နှင်းလိုက်ရမလဲကိုအမြင့်ရောက်ရင်ပြီးရောဆိုတဲ့လူမျိုးတွေမရှိဘူးလားရှိတယ်ရှိတယ်အဲ့ဒါလိုပုံကိုယ်တွေတော်ကောင်းကြီးဟာဒီမှာအလူပွဲကြီးကျင်းပနေတဲ့ခင်မိုးကြီးတို့လူတဲ့ဟေးလူပေါ့သူတို့ရှိလို့လူတာဒီကာလာကြီးဘာမှလိုက်ကန်စုံမတိအာရှိလှူးနေတာပဲအာသလားမသိမအာသလားမသိနိဗ္ဗာန်စော်ဒီကလည်းပဲတကြောကြောကြီးအောနေတော့တာပဲမျက်စိတကိုရှုံးလို့ဟောမလူချင်းတဲ့ပုဂ္ဂိုလ်ကမလူချင်းတဲ့ပုဂ္ဂိုလ်ကသနာတရားမွဲတဲ့ပုဂ္ဂိုလ်ကမှန်လားဟေ့ဟောကြော်မြင့်တို့ဟာဒီကောင်တွေလကအားရှိဒီလိုလှူးနေရဉာဏ်မရှိလို့လှူတာမလေးတလောက်ဒီခက်ကြီးပြက်နေတာကိုတောက်တောက်လေးတွေလှူးနေတယ်အဟောလို့မဆုံးဘူးဟေးတေဦးမှာဝါတနေ့ဒင်းတို့မွဲတဲ့တနေ့တေဦးမှာဝါအော်ကြည့်မှန်လားဟေ့သူတော်ဘာအလူကိုဝမ်းသာရကောင်းမှန်းလည်းမသိဘူးကိုယ်တိုင်လူရကောင်းမှန်းလည်းမသိဘူးဝိုင်းရဝင်းရကောင်းမှန်းလည်းမသိဘူးမှန်လားဟေ့ဝေယဝဇ္ဇတွေဆောင်ရွက်ရကောင်းမှန်းလည်းမသိဘူးအိမ်သေးရည်ကြီးတခွဲသားနဲ့တရားဝဲရှိတာနောက်မှာမနာနိုင်တဲ့လူကုန်တန်းအတိုင်းဝိုင်းနေမရှိဘူးလားကြည်လို့နေရဆိုတာတို့နဲ့တန်တာမှမဟုတ်တာလူပေါင်းစုံသွားတဲ့နေရာမတွားနိုင်ပါဘူးနဲ့ဒီလိုပုံကိုယ်တွေမရှိဘူးလားတိတ်ကြောက်စရာကောင်းတဲ့နံပါတ်3ပုဂ္ဂိုလ်ကဘုရုသေးသေးငသေးမှာပြီးရောဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေတော်ကောင်းကြီးမြတ်ကြီးအလင်းကလာပြီးဘယ်ကိုပြန်မယ်အတိတ်ကံတွေကိုထိုင်စားနေလို့ဥဟငွေကြီးအဲ့ဒီနံပါတ်3ပုဂ္ဂိုလ်ကိုခေါ်လိုက်အဟောင်းစားသမားကြီးတဲ့ပြောပါတဲ့တော့ပြောရပါတဲ့တော့ဥအောင်ကြောင့်မြင်တော့တော်ကောင်းကြီးမြတ်ဒီလူဝဲမှာတော်ကောင်းကြီးမြတ်ကူရကောင်းမှန်းဝိုင်းရကောင်းမှန်းယူရကောင်းမှန်းဘာမှမသိဘူးဘာမှမသိဘူးအတိတ်ကံတွေပဲထိုင်စားနေတာကိုဒီလောက်ချမ်းသာတာကိုဗမာလူမျိုးကသိတဲ့အတိုင်းပဲတော်ကောင်းကြီးမြတ်နှစ်ကြက်လောက်ချမ်းသာရင်တော်ကောင်းကြီးမြတ်200ဘိုးလောက်လေကြီးတာ
နှစ်သိန်းလောက်ချမ်းသာရင်သိန်း20လောက်တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်မန်နေတက်တာမှန်လားတက္ကမများစီစဉ်ဥစ္စာတွေဆိုတာမြင်သလားမြင်ဘူးယဟန်နေလဲမမတက်နဲ့လူတွေလဲမမတက်နဲ့မေသီလရှင်တွေလဲမမတက်နဲ့ဘယ်ပုဂ္ဂိုလ်မှမမတက်နဲ့မြင်သလားဘာမှမမြင်ဘူးယနေ့ခေတ်ကြီးကဖြစ်လွယ်ပြက်လွယ်ကြီးနော်ဖြစ်လွယ်ပြက်လွယ်ကြီးနော်မှန်လားတတလုံးရှာထားတဲ့စီစဉ်ဥစ္စာတွေ2မိနစ်ထဲနဲ့တော်ကောင်းကြီးမြတ်ကြီးကုန်သွားတာဥစ္စနုအညာဒေသမန္တလေးစကိုင်းမင်းကွန်းတက်သေးပဲလေငလျင်ဘေးတွေမှန်လားတက္ကမများနားလေလားဟဲ့ဒါကြောင့်တိုင်းပြည်မှာဖြစ်နေတာတွေကိုတော်ကောင်းကြီးမြတ်ကြီးမျက်စိစုံမိတ်ပြီးတော့မနေကြပါနဲ့ပရိသံဝေကဉာဏ်ဆင်ញင်တော်မူကြပါအလင်းကလာပြီးတော့အသိကံကားတော့ကောင်းလိုက်တာဒီဘဝမှာလူများချမ်းသာတော့သူတို့လည်းချမ်းသာတယ်သူများစားနိုင်တယ်သူများဝတ်ဝင်းတယ်သူများနေနိုင်တယ်ဒါပေမဲ့လူရတန်းရပေးရကမ်းရရက်ကျိုးရွာကျိုးဘာသာသာသနာကျိုးတန်ဖိုးရခေါင်းမှမသိနေတဲ့ပုံကိုယ်တွေမရှိဘူးလားဘာကုသိုလ်မှမလုပ်ဘူးအဲ့တော့အဲ့ဒီလိုပုံကိုယ်မျိုးတွေရှိတဲ့ပစ္စည်းဥစ္စာတွေကပင်လေရည်နဲ့တူတယ်တဲ့ပြောပါနဲ့တူတယ်ပင်လေရည်ကကမ်းမမြင်လမ်းမမြင်ဆိုတော့မများဘူးလားဒါပေမဲ့တောက်လို့ရတာလားချိုးရင်တော့မဲသေးသွားတာစားပေါက်တယ်မဟုတ်လားအဲ့ဒီတိုင်းပဲပစ္စည်းဥစ္စာတွေဘလောက်ပဲချမ်းသာရက်သွက်ရွာသွက်မြို့သွက်ဟိုကုန်းပြောဘာသာသွက်သာသနာသွက်ကိုယ်ဆွေကိုမျိုးကိုယ့်ရဲ့ကိုယ်ရွာကိုယ်တိုင်းကိုယ်နိုင်ငံအတွက်အတုံးမပြုတဲ့ချမ်းသာမှုမျိုးတွေကပင်လေရေလောက်ကြိုက်သက်လောက်များဘာမှအတုံးမတဲ့ဘူးမှန်လားဟဲ့နံပါတ်3ပုဂ္ဂိုလ်နားလည်လားဟဲ့ဒါကြောင့်သူ့ကိုခေါ်လိုက်ဗာဓမာကြီးတော့အဟောင်းစာသမားကြီးပြောပါလေတော့ဒါဦးဇင်းတို့ယဟန်တန်ဃာတွေလည်းသတိထားရမယ့်အချက်ပဲသတိထားရမယ့်အချက်ပဲဦးဇင်းတို့ဘုန်းကြီးတွေလည်းသူများတွေလူတာယူပြီးတော့တော်ကောင်းကြီးမြတ်ကြီးဘာမှအလုံးမလုံးဘူးဆိုရင်တော်ကောင်းကြီးမြတ်ကြီးထိုင်းပြီးဇိမ်ခံနေရင်အဟောင်းစာသမားပဲမေသီလရှင်တွေလည်းထိုးသူတွေပဲတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲသူတော်မလူတာတန်းတာယူပြီးတော့ဘာလုံးမှမလုံးဘူးဆိုလို့ရှိရင်အဟောင်းစာသမားပဲလူပုဂ္ဂိုလ်တွေလည်းထိုးသူပဲတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲရက်ကျိုးရွာကျိုးဘာသာသာသနာကျိုးမတည်ဘူးရင်အဟောင်းစာသမားပဲမှန်လားဒါကဒေါင်းစီအောင်ပြောတာဗဘုန်းကြီးတွေကသူတို့အတွက်ကြမပါဘူးနဲ့ရှိနေမစိုးလို့မှန်လားဒါကမမရအဆိုရင်နံပါတ်3ပုဂ္ဂိုလ်ကတော်ကောင်းကြီးလူတော့ချမ်းသာတဲ့ဇာရိတ္တကိုချင်းသီလတွေမွဲနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အလင်းကလာပြီးဘယ်ကိုပြန်မယ်မနှမျိုးရပါနောက်နံပါတ်4ကတော့တော်ကောင်းကြီးရှင်းသွားပါပြီဗျအလင်းကလာပြီးဘယ်ကိုပြန်မယ်ဥအောင်ကျော်မြင်တို့ဒေါကင်မော်ကြီးတို့ယနေ့တော်ကောင်းကြီးမြတ်သူများဝတ်နိုင်တယ်သူများစားနိုင်တယ်သူများနေနိုင်တယ်အဲ့ဒါလို့စားနိုင်ဝတ်နိုင်နေနိုင်တယ်လို့လည်းပဲအခုတော်ကောင်းကြီးမြတ်သာသနာပြုရှင်ပြုဝဲတွေလူတန်ပေးကမ်းနေတော့အလင်းကလာပြီးဘယ်ကိုပြန်ကြမယ်ဒကာဒကမမရနားလေလားဟေးအိမ်မှာရေအိုးလေးတွေမရှိဘူးလားအဲ့ဒီရေအိုးလေးတော်ကောင်းကြီးမြတ်ညကနေဖြည့်ထားတော်ကောင်းကြီးမြတ်မနဲ့ဆိုရေအိုးလေးကစိုးပြီးအေးမြလို့တောက်ချင်စဝဲမဖြစ်ဘူးလားတောက်လိုက်ရရင်မောမောနဲ့နေရာတွေတော်ကောင်းကြီးမြတ်အမောတောင်ပြေးမသွားဘူးလားရေခဲရေဘလောက်ကောင်းကောင်းဦးငွေကြီးအိမ်ကရေအိုးလေးတွေရေကညတွေကဖြည့်ထားရင်မနဲ့ဆိုနေ့လေကင်းဆိုအေးမြနေတာလေမှန်လားအဖေကခတ်တော့အမေကခတ်တော့သားကခတ်တော့သမီးကခတ်တော့ဆိုတော့ရေအိုးတွေကရေလေးရော့မသွားဘူးလားဒီရေအိုးရော့သွားတာရေအိုးတော်ကောင်းကြီးမြတ်ဘာလို့လဲရော့သွားပြီဆိုရင်တော်ကောင်းကြီးမြတ်အကုန်မခံဘူးထက်ဖြည့်တော့ရေအိုးလေးကစိုးပြီးတော့အမြဲတမ်းတော်ကောင်းကြီးမြတ်တောက်ချင်စဝဲလေးဖြစ်မနေဘူးလားဒကာမမရနှလုံးသားနဲ့နားထောင်ကြည့်ပါတော်ကောင်းကြီးမြတ်လူဘဝမှာလူဖြစ်ပြီးတော့တော်ကောင်းကြီးကုသိုလ်ကောင်းမှုတွေထက်ဖြည့်နေတဲ့ပုဂ္ဂိုလ်ကရုပ်မြင်ချစ်ခင်အတန်ကြာတဏမှန်လားလမ်းဘေးကရေအိုးလေးရေပြည့်နေရင်တောက်ချင်စပွဲမဖြစ်ဘူးလားအိမ်ထဲကရေအိုးလေးရေပြည့်နေရင်တောက်ချင်စပွဲမဖြစ်ဘူးလားမဆာရေအိုးလေးကစိုးပြီးတော့ဇက်နဲ့အောက်သွဲကြနေရင်ကိုရေအိုးလေးမြင်ပြီးတောက်ချင်စိတ်မဖြစ်ဘူးလားရေအိုးဘာပြည့်နေလို့တော့အဲ့ဒီတိုင်းပဲလူတယောက်လည်းပဲကုသိုလ်ကောင်းမှုတွေပြည့်နေတဲ့ပုဂ္ဂိုလ်ကမြင်လာတဲ့ကိုမဲခေါ်တူချစ်စရာကောင်းတယ်ခင်စရာကောင်းတယ်ချင်မွေးပါလိုက်တာဟိုကောင်လေးကချင်မွေးပါလိုက်တာဟိုကောင်မလေးကမလေးဘုန်းကြီးလေးကြည်စမ်းမဲတဲလေးနဲ့မြင်လာတဲ့ကိုချစ်စရာလေးတော့
ဘာဖြည့်နေတော့ရေဖြည့်ခြင်းနဲ့တူသောကုသိုလ်ကောင်းမှုတွေအမြဲတစေဖြည့်နေလို့ဆိုတာမသေးကြဘူးလားတရားတော်ပါဗျာအလင်းကလမ်းပြီးဘယ်ကိုပြန်မယ်အခုတရားတော်ကြီးမြတ်အောင်ကျော်မြင့်တို့ခင်မော်ကြီးတို့ကိုအောင်ကျော်မြင့်တို့မက်ခင်မော်ကြီးတို့ဒီလူပွဲမှာဟေးမောင်တို့လာယူတော့လူပါတယ်ကူညီစရာရှိရင်ပြောတော့တို့ကဘာမှဟန်လုံးမနေနဲ့တို့ကအကုန်ကူညီဖို့အသင့်ဝမ်းသာတယ်ဟေးမင်းတို့ခုလိုလူနိုင်တော့ဝမ်းသာတယ်ဟေးနံပါတ်၄ပုဂ္ဂိုလ်ကမှန်လားဟေးအိမ်နေတခွဲသားနဲ့သူ့မဖိတ်လို့ဆိုပြီးတော့မန်နဲ့ထိုင်နဲ့မနေဘူးနံပါတ်၄ပုဂ္ဂိုလ်စည်ရင်ဝင်တဲ့ပုဂ္ဂိုလ်ကမှန်လားဟေးယနေ့တော်ကောင်းကြီးမြတ်ကြီး9မူသားလောက်ချမ်းသာပြီးတော့တကြက်သားလောက်တော်ကောင်းကြီးမြတ်ကြီးကျယ်နေတဲ့ပုဂ္ဂိုလ်တွေနဲ့အခွာကြီးกว่าတယ်တိုင်းပြည်မှာကမှန်လားဟေးယနေ့ခေတ်ကတော့တော်ကောင်းကြီးမြတ်ရက်သေးရွာတဲ့လူရင်ကို့မဖိတ်ရင်တော်ကောင်းကြီးမြတ်တိုင်ကြီးတာကြီးနဲ့နေဆွဲကြိုးကုန်းတကြက်သားလောက်ဝတ်နိုင်ရင်ကိုတော်ကောင်းကြီးမြတ်ကြီးချမ်းသာလာပြီးထင်းနေတာတိုင်းပြည်ကအိမ်နေကြီးတခွဲသားနဲ့တော်ကောင်းကြီးမြတ်ကြီးကူရကောင်းမှလည်းမသိဘူးလာရကောင်းမှလည်းမသိမခေါ်မသွားပါဘူးတော့ကို့စင်သားနဲ့သွားเสียရလားဩဒီလိုပုဂ္ဂိုလ်တွေမရှိဘူးလားဒါကမှမရနံပါတ်၄ပုဂ္ဂိုလ်ဟာတော်ကောင်းကြီးမြတ်ကြီးရုပ်မြင်ချစ်ခင်အတန်ကြားတဏှာမှန်လားဟဲ့နံပါတ်၃ပုဂ္ဂိုလ်ကတော့ရုပ်မြင်ထိုးခြင်းအတန်ကြားလက်သီးရဆိုတာဒါပြောတာမှန်လားဟဲ့အဟောင်းစားသမားကြီးရက်ရွာအတွက်လည်းပဲတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲရက်ကွက်အတွက်လည်းပဲဘာကြိုးမှမပြူဘူးလူငယ်အတွက်လည်းပဲအကျိုးကျေးဇူးမပြူဘူးလူကြီးအတွက်လည်းအကျိုးကျေးဇူးမပြေဘူးသူချမ်းသာတာသူ့အတွက်ပဲသူချမ်းသာနေတာသူ့ဆွေမျိုးပဲသူကောင်းစားရေးလုပ်နေတာမှန်လားဟဲ့ဒါကြောင့်လောကကြီးကဥဟံငွေကြီးမျှမှတတာဗျာကုံကျော်မြင့်ကြီးမျှမှတတာမှန်လားဟဲ့မမျှရင်မတာဘူးဘုန်းကြီးနေလူနေမှန်လားဟဲ့မမျှတဲ့ပုဂ္ဂိုလ်ရက်ွက်တဲ့သေကြီးအဲ့ဒီပုဂ္ဂိုလ်ဘလောက်ချမ်းသာတာသေတောင်အဲ့ဒီအတုပလူမစီဘူးဘာဖြစ်လို့တော့မမျှလို့ပြောဘာဖြစ်လို့တခါမမများရွှေတကုံဖယားကြီးရွှေတွေမများဘူးလားဒါပေမဲ့ရန်ကုန်ရောက်ပြီးမြို့လေကောင်းရောက်ပြီးဆိုလို့ရှိရင်ရွှေတကုံဖယားကိုရွှေချပြီးစူတောင်းလိုက်ရမှပြည့်တယ်လို့ထင်တဲ့တို့လူမျိုးဆိုတာမသေးကြဘူးလားမွန်ပြည်နယ်ရောက်ရင်ကြိုက်တီးယူဘုရားကြီးကိုရွှေချပြီးစူတောင်းလိုက်ရမှပြည့်တယ်လို့ထင်တဲ့လူမျိုးဆိုတာမသေးကြဘူးလားမန္တလေးရောက်ရင်မာမြတ်မုန်ဘုရားကြီးကိုရွှေချပြီးတော့စူတောင်းလိုက်ရမှပြည့်တယ်ထင်တဲ့လူမျိုးဆိုတာမသေးကြဘူးလားတခါမများအဲ့ဒီဘုရားတွေမှာရွှေမများဘူးလားဒါပေမဲ့ရွှေချတဲ့ပုံကိုယ်တွေလည်းမပေါ်ဘူးလားယရနာရှိရာပြောစမ်းယရနာရှိရာယရနာလာတယ်ယရနာတွေစုကြတယ်ဆိုတာမသေးကြဘူးလားထို့သူပဲအဲ့ဒီဘုရားကြီးရွှေတကုံဘုရားကြီးတွေကမာမျက်မှောက်နေဘုရားကြီးတွေကကြိုက်တီးရိုးစေတီတော်ကြီးကငါတို့ကိုရွှေလာချလဲပါငါတို့ကိုရွှေလာချလဲပါလို့လက်ရက်ပြီးခေါ်သလားခေါ်ဘူးစေတီချင်းတူတာဘုရားချင်းတူတာတောင်ရွှေချတဲ့သူပေါ်တာချင်းတူသလားတူဘူးအဲ့ဒီတိုင်းပဲလူချင်းတူတယ်မခုံတစ်ပတ်ကခေါင်းပေါက်သားချင်းတူတယ်ရတဲ့စည်းစိမ်ဥစ္စာချင်းတူသလားမတူဘူးချင်းမောင်ရွက်တယ်ချင်းရှေ့ဘက်တယ်နဲ့အနောက်ဘက်တယ်ချင်းတော်တော်ကြီးချင်းမောင်ရွက်တောင်းရောင်းတာချင်းတူတယ်ရောင်းကောင်းတာချင်းတူသလားမတူဘူးမမျိုးတော်ရဲ့နားလည်သလားဟဲ့အားကြောင့်ဆိုစမ်းပါဗျာချမ်းသာခြင်းရင်ဘဝတွင်ဒါနပြုကကံကိုပြင်ဒါနရှိမှဘဝလာပြည့်စုံကြွယ်ဝချမ်းသာရာဒါနရှိမှဘဝလာပြည့်စုံကြွယ်ဝချမ်းသာရာဆိုလိုက်စမ်းပါဗျာဒါနရှိမှဘဝလာပြည့်စုံကြွယ်ဝချမ်းသာရာဒါနရှိမှသူတော်ဘာကံကိုပြန်ရမှာလားကိုယ်ကံကိုပြင်ရမှာလားကိုယ်ကံကြမ္မာကိုရွှေချကြရမယ်ဆိုတာမသေးကြဘူးလားဒါကြောင့်တော်ကောင်းကြီးမြတ်ကြီးနိုင်ရန်ကိုကောင်းတဲ့အတိုင်းရင်ဘာကွဲသွားမှာလဲဘယ်တော့မှသူတော်ဘာကံကြမ္မာကိုမပြိုင်နဲ့ဘယ်တော့မှသူတော်ဘာရဲ့ကံကြမ္မာကိုမပြိုင်နဲ့မှန်လားဟဲ့ပြိုင်ရမှာလားပြင်ရမှာလား
ဒါကြောင့်ယနေ့တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲဥအောင်ကျော်မြင့်တို့ဒေါကင်မောကြီးတို့ပြိုင်နေတာလားပြင်နေတာလားသူတော်မရဲ့ကံကိုပြိုင်တာမဟုတ်ဘူးကိုယ်ကံကြမ္မာကိုအယောင်ထွက်အောင်လို့မို့လို့ရွှေချနေတယ်ဆိုတာမသေးကြဘူးလားဒကာဒကာမများဒါကြောင့်တော်ကောင်းကြီးမြတ်ကြီးရှစ်ပညာရှိတွေပြောတဲ့စကားလုံးလေးလုံးပြောပြီးဦးဇင်းတို့တရားခါပြီးသွားမှာပါချိန်တိုင်းလည်းစီနေပါပြီမှန်လားဗျာဒါကြောင့်ပတ်စံပစ္စည်းဥစ္စာတွေဘလောက်ရှာထားရထားပတ်စံတွေမဖြုံးနဲ့တဲ့ပတ်စံဖြုံးရင်ဥစ္စာဆုံးတဲ့ဘာလဲတော့ပတ်စံဖြုံးရင်ဘယ်တော့မှပတ်စံမဖြုံးနဲ့မှန်လားပတ်စံမဖြုံးနဲ့တောက်တာစားရာမူရာရစ်တာကာမဂုဏ်ခံစားတာတွေကပတ်စံဖြုံးတာလောင်ကစားတွေလှုပ်တာတောက်တာစားတာမူရာရစ်တာကာမဂုဏ်တွေခံစားတာကပတ်စံဖြုံးတာမှန်လားရှာတော့ရှာပြီးတော့အိပ်ပေါက်နဲ့ဖားကောက်မလုပ်ကြနဲ့မှန်လားပတ်စံဖြုံးရင်ဘာရှုံးမလို့ဥစ္စာဆုံးရှုံးတဲ့မှန်လားဒါနံပါတ်1နောက်နံပါတ်2ဇကားတွေမဖြုံးနဲ့တဲ့ဇကားဖြုံးရင်သိက္ခာရှုံးတဲ့ဇကားဖြုံးရင်ပြောရင်စကားဖြုံးရင်ဗမ်းမျိုးတော်ရေးစကလုံးတွေဟိုပို့ဒီပို့တွေမလုံးနဲ့တောင်စကားမြောက်ပို့မြောက်စကားတောင်ပို့မလိုအပ်ဘဲနဲ့စကားတွေမဖြုံးတီးနဲ့စကားတွေများများပြောတဲ့ပုဂ္ဂိုလ်ကအမှားတွေများများပါတယ်မှန်လားတဘာဝတရားကဖန်ဆင်းပေးပြီးသားပဲပါဇက်ကတပေါက်သေးပဲနားကဘယ်နှပေါက်တော့များများနားထောင်ပြီးနည်းနည်းပြောရတယ်မှန်လားများနားထောင်ပြီးနည်းနည်းပြောရတယ်မှန်လားများပြောတဲ့ပုဂ္ဂိုလ်ဘာဖြစ်တယ်လဲလူမလေးစားတော့မဟုတ်ကဟုတ်ကတွေရှောက်ပြောတဲ့ခါကျတော့မင်းမတူပါပြောတယ်အဲ့ဒီစကားဟိုကောင်ကောင်းပြောဒီကောင်စကားယုံလို့ဘယ်တော့အဲ့ဒီကောင်အမှန်ပြောလို့ဒီကောင်စကားမြန်လူရသုံးလို့ဆိုတော့ဟောစကားတွေပြောတဲ့ပုဂ္ဂိုလ်များပြောတဲ့ပုဂ္ဂိုလ်ဘာရှုံးသွားသိက္ခာဆုံးရှုံးသွားတယ်မှန်လားဘယ်သူမှသူစကားကိုမယုံတော့ဘူးပြောတဲ့နေရာမှာပြောမှန်လားဒါဆိုရင်2မျိုးရသွားနောက်နံပါတ်3ကတော်ကောင်းကြီးမြတ်ကြီးဘာလို့တလဲလို့မေးလို့ရှိရင်အချိန်နေမဖြုံးနဲ့တဲ့ဘာလဲတော့ပြောရပါလေတော့အချိန်နေဖြုံးရင်နောင်တဆုံးတယ်ပြောပါလေတော့ကုသိုလ်ကောင်းမှုလှုပ်တဲ့လှုပ်တိုက်တဲ့ဘဝရာထုံလေးများများလှုပ်ထားမှန်လားတားရှင်ပြုသမီးနာတာဘဝရတယ်ဆိုတာကလူဖြစ်လို့ဒီခွင့်ရေးရတာမဟုတ်လားဒါကတော်တော်ကြီးလူဖြစ်တဲ့ကြိုက်လေးရတဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးမခံရနဲ့မှန်လားအချိန်ရှိကြိုင်လုံးလိုက်ဆိုင်အချိန်ရှိကြိုင်ပါလေတော့အဲ့ဒီအချိန်တွေဖြုံးတဲ့ပုံကိုယ်တွေကနောင်တရမယ်ဆိုတာမသေးကြဘူးလားလှုပ်တဲ့လှုပ်တိုက်တာကိုမလှုပ်ရင်နောင်တရတတ်တယ်ဘာလဲတော့လှုပ်တဲ့လှုပ်တာမလှုပ်ရင်နောင်တရတဲ့နောက်တစ်မျိုးကမလှုပ်တဲ့မလှုပ်တိုက်တာကိုလုံမိရင်လဲနောင်တရတတ်တယ်ပြောပါလေတော့မလှုပ်တဲ့မလှုပ်တိုက်တာကိုလှုပ်ရင်လဲနောင်တရမှန်လားကောင်းမှုကုသိုလ်တွေလှုပ်တဲ့နဲ့ဘဝရောက်ပါလျက်နဲ့မလှုပ်ရင်နောင်တရလိမ့်မယ်လူဘဝရောက်ပြီးတော့မလှုပ်တဲ့နဲ့အာကုသိုလ်တွေလုံမိသွားတဲ့ဒေဝရကြီးကုတိဝီစီမှာဂျိုးကတ်နေတာလေမှန်လားဒါကမလှုပ်တဲ့နဲ့လှုပ်တွေကိုလှုပ်သွားလို့ဆိုတာမသေးကြဘူးလားကံဆိုတာကညာလဲမညာဘူးနော်ကံကြမ္မာဆိုတာညာလဲမညာဘူးနော်ညီလေးတွေညီမလေးတွေကိုလေးတွေမာလေးတွေသတိထားယနေ့ညီလေးတွေညီမလေးတွေဖြစ်နေတာတော်ကောင်းကြီးမြတ်ကြီးအရက်တောက်တာဘီယာတောက်တာကောင်းတာတွေလို့ထင်နေကြတာတိုင်းပြည်ကမှန်လားယနေ့ဥအောင်ငွေလူငယ်လေးတွေပြောတဲ့စကားရှိတယ်တာကြီးချကွာတောက်လူဘဝရောက်သုံးတွေဒါတောက်ရတာနတ်ပြည်ရောက်ရင်ဒါတွေမရှိဘူးတဲ့နတ်ပြည်ရောက်ရင်ဒါတွေမရှိဘူးတဲ့အရာဝိုင်းကပြောတဲ့စကားဘီယာတောက်အရက်တောက်ပြီးတော့နတ်ပြည်ရောက်ချင်နေတာတဲ့မမျိုးတော်တာကြီးရောက်ဖတယ်မဲ့ခေါ်ပုံတွေကသူတို့ကဒီနေ့ခေတ်စကလုံးတွေကဒီညီလေးတွေညီမလေးတွေခေါ်ပုံလေးရသားကြီးရောက်ပါချကွာတောက်ကွာလူဘဝရောက်သုံးလေးဒါတောက်ရတာတဲ့နတ်ပြည်ရောက်ရင်ဒါတွေမရှိဘူးတဲ့မှန်လားပြောကျင်တာကတရားကောင်းကြီးမြတ်ကြီးအထင်လွဲမြင်လွဲတွေဖြစ်ကုန်ကြတယ်ဆိုတာမသေးကြဘူးလားဒါကြောင့်တို့ညီလေးတွေညီမလေးတွေအချိန်မဖြုံးကြနဲ့အချိန်ရှိခိုင်လုံလာစိုက်ဖို့မလိုဘူးလားဒီလိုတရားဝဲတွေမှာများများနာထောင်မှသာလျှင်ဒီညီလေးတွေညီမလေးတွေရဲ့ဘဝအစဉ်တန်းတွေမြင်မာလာမယ်ဆိုတာမသေးကြဘူးလား
လူငယ်ကောင်းမှတိုင်းပြည်ကောင်းမယ်လူငယ်ကောင်းမှရက်ရွာကောင်းမယ်လူငယ်ကောင်းမှမိသားစုတွေကောင်းကြမယ်ဆိုတာမသေးကြဘူးလားဒီလိုတရားဝဲတွေမှာလူငယ်တွေများများပါဖို့မလိုဘူးလားတရားကလူကြီးတွေထက်လူငယ်တွေများများနာရမှာမှန်လားငါတကမာဗျာအဲဆိုရင်နားလဲသွားပြီအချိန်တွေမဖြုံးနဲ့အချိန်တွေဖြုံးရင်နောင်တဆုံးရှုံးမယ်ဘယ်နှမျိုးရသုံးမျိုးရသွားပြီပြောဘယ်နှမျိုးတော့နံပါတ်1ပတ်စံမဖြုံးနဲ့ပတ်စံဖြုံးရင်ဥစ္စာရှုံးမယ်နံပါတ်2စကားမဖြုံးနဲ့စကားဖြုံးရင်တိတ်ခါရှုံးမယ်နံပါတ်3အချိန်မဖြုံးနဲ့အချိန်ဖြုံးရင်နောင်တရှုံးမယ်ဘယ်နှမျိုးတော့နောက်နံပါတ်4ကတော့ကံနေမဖြုံးနဲ့တဲ့ပြောပါလေတော့ပြောဟေပါလေတော့ကံနေဖြုံးရင်တော့ဘဝတတန်တရာလုံးဆုံးရှုံးမယ်တဲ့ကံနေဖြုံးရင်ပါလေတော့တခါတခါပါဗျာယနေ့လူတကာလူမာတို့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကကံနေကိုဖြုံးတိနေတာလားကံကြမ္မာကိုရွှေချနေတာလားကိုယ်ကံကြမ္မာအယောင်ထွက်အောင်လို့မို့လို့အယောင်တင်နေကြတယ်ဆိုတာမသေးကြဘူးလားဦးအောင်ကျော်မြင့်တို့ဒေါကေမော်ကြီးတို့ညံလင်းအောင်တို့ဇင်လင်းအောင်တို့ဟိန်းခံအောင်တို့မိသားစုကကံကြမ္မာကိုအယောင်ထွက်အောင်လို့မို့လို့ရွှေချနေတယ်ဆိုတာမသေးကြဘူးလားရွှေပေါ်မှာရွှေတွေဆင့်တော့ရွှေတွေမြင့်လာတဲ့အခါတန်မိုးတွေမမြင်ဘူးလားကုသိုလ်ကောင်းမှုတွေပေါ်မှာကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဒီဘဝမှာလူဖြစ်တဲ့လူဖြစ်လို့သူများစားရင်စားနိုင်တယ်သူများဝတ်ရင်ဝတ်နိုင်တယ်သူများလူရင်လူနိုင်တယ်ဆိုတော့အလူပေါ်မှာအလူတွေဆင်အလူတွေမြင့်လာလိုက်တာကံကြမ္မာကိုရွှေချနေတာဆိုတော့ကိုယ်ကံကြမ္မာကိုအယောင်ထွက်အောင်ဆောင်ရွက်နေကြတယ်ဆိုတာမသေးကြဘူးလားယနေ့တရားနာပရိသတ်အပေါင်းကောတရားဟောတဲ့ဤအရှင်ဟောလာကြတယ်နာကြတယ်ဟောကြတယ်ဆိုတာကဒီအလူတကာအလူမှအကြောင်းပြုပြီးတော့တို့ကံကြမ္မာတွေလည်းပဲတို့အယောင်ထွက်အောင်တော်ကောင်းကြီးမြတ်ကြီးကိုကံကြမ္မာကိုအယောင်တင်နေကြတယ်ဆိုတာမသေးကြဘူးလားဗမ်းမျိုးတော်ကြီးဒါဆိုရင်ကံနေမဖြုံးနဲ့ကံဖြုံးရင်ဘဝတတန်တရာလုံးဆုံးရှုံးမယ်ကံဖြုံးရင်ဗါတဲ့တော့လူသေးပြီးတော့လူပြန်ဖြစ်ဖို့လွယ်သလားဒီဘဝကနေလူဘဝကနေကုံဆုံးသွားပြီးနောက်ဘဝလူပြန်ဖြစ်ဖို့လွယ်သလားဒါကြောင့်လူဘဝရောက်သုံးလေးမှာကံနေမဖြုံးကြပါနဲ့ဟဲ့မှန်လားကိုကံကြမ္မာကိုရွှေချပြီးတော့အလှတကာလူမဦးအောင်ကျော်မြင့်တို့ဒေါခင်မော်ကြီးတို့ကိုအတူယူအားကြပြီးတော့ယနေ့အလူဝဲကြီးကလည်းပဲတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲလုံလာဝရိယတွေထားတော့မူကြပါတတိတွေထားပြီးလူတော်မူကြပါကံနေတန်ရှင်းစင်ခြင်းအောင်တော်ကောင်းကြီးမြတ်ကြီးပြုမှုဆောင်ရွက်တော်မူကြပါလှုပ်တဲ့လှုပ်ပေါ်မှာသေတွေတက်တက်ရဲ့အလှုပ်လှုပ်တော်မူကြပါမှန်လားကိုနဲ့နှုတ်ကိုစောင့်စည်းတော်မူကြပါအသက်မွေးဝမ်းကြောင်းတွေမှန်ကန်ကြ၍ဘဝတွေမမေ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တော်မူကြပါဆိုပြီးရှေးပိုင်းမှာ9ချက်မပြောခဲ့ဘူးလားအလေပိုင်းမှာလည်းပဲဦးဇနုကတော်ကောင်းကြီးမြတ်ကြီးကိုဘဝအခြေအနေမှန်လေးသိအောင်လို့ကိုဒီဘယ်ပုဂ္ဂိုလ်စင်ရင်ဝင်တယ်ဆိုတာသိရအောင်လို့ဆိုပြီးပုဂ္ဂိုလ်၄မျိုးမပြောဘူးလားဘာတွေလဲတော့အမောင်ကလာပြီးအမောင်ကိုပြန်တဲ့ပုဂ္ဂိုလ်အမောင်ကလာပြီးအလင်းကိုပြန်တဲ့ပုဂ္ဂိုလ်အလင်းကလာပြီးအမောင်ကိုပြန်တဲ့ပုဂ္ဂိုလ်အလင်းကလာပြီးအလင်းကိုပြန်တဲ့ပုဂ္ဂိုလ်ဘယ်နှမျိုးတော့ရှစ်တစ်နဲ့နှစ်ကတော့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေအတွက်ပြောတာပါတဲ့ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေဘယ်တော့မှအာမငယ်ပါနဲ့နံပါတ်1စရင်ဝင်အောင်လုပ်ရမှာလားနံပါတ်2စရင်ဝင်အောင်လုပ်ရမှာလားဒါက1နဲ့2ကဆင်းရဲတဲ့ပုဂ္ဂိုလ်တွေအတွက်ပြောတာမှန်လားအားငယ်နေစရာလိုသလားနံပါတ်3နဲ့နံပါတ်4ကတော့လူလက်သန်းစားနဲ့လူချမ်းသာတွေအတွက်ပြောတာနဲ့တူပါရဲ့မှန်လား3စရင်ဝင်အောင်လုပ်ရမှာလား4စရင်ဝင်အောင်လုပ်ရမှာအလင်းကလာပြီးတော့အလင်းကိုပြန်တဲ့ပုဂ္ဂိုလ်စရင်ဖြစ်ဖို့မလိုဘူးလားဗမ်းမျိုးတော်ရေးနားလည်သွားပြီဒါဆိုရင်2 4ပြောပါလေတကွက်သေးပဲဗမ်းမျိုးတော်ရေးဒါဆိုနားလည်သွားပြီတော်ကောင်းကြီး2နဲ့4ကခဏန်းကောင်းဆိုတာမသိကြဘူးလားနောက်ဆုံးပြောလိုက်တာကလည်းပဲတော်ကောင်းကြီးအဲ့ဒီမှာရှေ့က9ချက်ရဲ့အလယ်မှာ4ချက်ရဲ့ဆိုတော့7ချက်မရဘူးလား
အခုနောက်ဆုံးပြောလိုက်တာကတရားကောင်းကြီးမြတ်ကြီးပတ်စံနေမဖြုံးနဲ့ပတ်စံဖြုံးရင်ဥစ္စာဆုံးရှုံးမယ်စကားတွေမဖြုံးနဲ့စကားတွေဖြုံးရင်တိတ်ခါဆုံးရှုံးမယ်အချိန်တွေမဖြုံးနဲ့ချိန်တွေဖြုံးရင်နောင်တဆုံးရှုံးမယ်ကံတွေမဖြုံးနဲ့ကံတွေဖြုံးရင်ဘဝတတန်တရာလုံးဆုံးရှုံးမယ်မနှချက်တော့ရှေ့က17ချက်နဲ့ပေါင်းတော့ဘယ်လောက်ရလဲဂုံတင်ပြီးတော့မျက်မျက်နုနုပြောခဲ့ပါတယ်ဗျာမှန်လားရဲ့အဲကြောင့်ကံကြမ္မာကိုရွှေချဖို့ရေဆိုပါဗျာကိုကုသိုလ်ကကိုဘဝမုတ်ချမြင့်အောင်မြင်တော်မူကိုကုသိုလ်ကကိုဘဝမုတ်ချမြင့်အောင်မြင်တော်မူကိုအကုသိုလ်ကကိုဘဝမုတ်ချနှိမ်အောင်နှိမ်တော်မူကိုအကုသိုလ်ကကိုဘဝမုတ်ချနှိမ်အောင်နှိမ်တော်မူကုသိုလ်ဆိုတာဆန်းစပါပမဆိုင်မျိုးယူမရနိုင်သည်ကုသိုလ်ဆိုတာဆန်းစပါပမဆိုင်မျိုးယူမရနိုင်သည်ဒါလေးဆိုစမ်းပါဗျာကုသိုလ်ဆိုတာဆန်းစပါပမဆိုင်မျိုးယူမရနိုင်သည်ကုသိုလ်ဆိုတာဆန်းစပါပမကံကြမ္မာကိုရွှေချလုံးထိုးထိုးဘဝအေးချမ်းမည်ကံကြမ္မာကိုရွှေချလုံးထိုးထိုးဘဝအေးချမ်းမည်ဆိုလိုက်ပါဗျာကံကြမ္မာကိုဒီတိသံသုတဗုဒ္ဓေနသုနိတဝါဓမ္မသေတနံအဘိနန္ဒနာစိတ်တေနသာဓုသာဓုသိပါတထာသာတောနယနာလာကြပါနဲ့မြာတကားတကားမှာပေါင်းတော်ကောင်းတို့သုံးမေသင်တော်ကောင်းအပေါင်းတို့သည်သုတဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆန့်ရှင်သောဘုဒ္ဓဗျာဗျာကိုပိစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတန်ဒီကံထံတော်မှတိတိတတဆင့်ငံဟောကြားအပ်သောဣမဓမ္မသေတရဥအောင်ကျော်မြင့်တော်ခင်မောကြီးမိသားစုတို့၏သာရှင်မြူနမိသားသလူတော်မင်္ဂလာပွဲ၌ကျေးဇူးဆက်ကဟောကြားအပ်သည့်ကံကြမ္မာကိုရွှေချပါဆိုတဲ့တရားဒေသနာတော်မြတ်ကိုသူနှိမ့်သဝါကောင်းစွာယူသည်နာကြကြကုန်ပြီးသည်ဖြစ်၍အဘိနန္ဒနာစိတ်တည်နာအလွန်နှစ်သက်ရှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်ဝါဘိနန္ဒနာစိတ်တည်နာရွှေမြိန်ဆရာတော်ရွှေမြိန်ဆရာတော်ဆိုပြီးတို့တော်သူတရားကိုမနာဘူးလို့မို့လို့တို့ရွာမှာသူလည်းမဟောဘူးလို့မို့လို့တို့တော်လာလိုက်နာလိုက်သာဟောတော်အညာရာလီကလည်းရှိတယ်မပီးကလည်းမပီးနိုင်မှုမနှက်ဖြန်တို့ကပြိုလူမောင်လဲကြည့်ကျင်နေတယ်သူလည်းပဲဝေးကြီးကနေလာတာတဏှာကြီးလောက်ဟောပြီးရင်တရားလေးတူတူနဲ့ပြီးသွားမယ်ထင်တာခုတော့တော့မပြီးနိုင်မစီနိုင်နဲ့တဏှာကြီးပြည်လို့လည်းမတော်တဏှာကြီးခွဲလို့လည်းမတော်နဲ့ဟဲ့ဒီကိုတော်တော်ကိုရှားရှိနိုင်လွန်းတယ်ရဲ့လို့မမျိုးတော်ကြီးတရားလေးတဏှာကြီးခွဲကြောလောက်ဟောလိုက်တာကိုတရားရှိတယ်ဆိုပြီးပြိုလူမောင်ကြည့်ရမှာကိုငိုက်နေမှဆိုပြီးတော့ဤအရှင်ပေါ်မှာအပြစ်တော်တင်မယ်ဆိုရင်မမျိုးတော်ကြီးမတင်လိုက်ပါနဲ့ညီလေးတွေညီမလေးတွေကိုလေးတွေအမလေးတွေအလှတကာလူမတို့ရဲ့မျက်နာကိုကြည့်ပြီးတော့ဒီလူတကာလူမတို့ဦးအောင်ကျော်မြင့်တို့ဒေါကင်မောကြီးတို့မျက်မျက်နိုးနိုးနဲ့လူတဲ့အလူဝဲမို့လို့သူလည်းမျက်မျက်နိုးနိုးနဲ့ဟောနေတာပါလား
တရားဝဲဒီညာတိုင်းရှိတဲ့ကြားကပင်မခံပြီးတို့ရဲ့တို့ရွာကိုပြောသွားတာပါလားရဲ့လို့မုံစိတ်သည်ပဲရှင်းမေတ္တာစိတ်တွေအလျင်ရောက်ကြ၍သာဓုသာဓုသီသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းတို့မြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်ရန်ကိုဘာသာထသုံးငိမ်သုံးဝနှုံမြဟာ၍ကောင်းစွာမသွေကျူးရင်လိုက်ကြလေကုန်ရာတည်း